ဦးဇင်းတို့2025နှစ်စမှာခုအစမှာ2025စိတ်ဖြောင်းထားဆိုပြီးတော့ဖြောင်းပြောင်းသွားနိုင်ဖို့ဒီကောင်းစဉ်လေးပြောခဲ့တာပေါ့စိတ်ကိုဖြောင်းထားနိုင်ဖို့တရားမှာအရေးကြီးဆုံးကအဲ့ဒီချက်ပါပဲတရားကအမှန်တရားကဖြောင်းပြောင်းတန်းတန်းပဲသွားတဲ့အတွက်ကြောင့်လူတွေရဲ့စိတ်မှာလည်းပဲစိတ်ထားဖြောင်းနေအဲ့ဒီတရားနဲ့ပူပေါင်းမိကြတာပဲစိတ်တွေကတွန်းနေမယ်တိုးနေမယ်ကောက်နေမယ်ကိုေးနေမယ်ဆိုရင်အမှန်တရားဆိုတဲ့တရားနဲ့မဆက်စပ်မိကြဘယ်နည်းနဲ့မှဆက်စပ်လို့မရဘူးဒါကြောင့်မလို့2025စိတ်ဖြောင်းထားပေါ့ဒီကောင်းစဉ်နဲ့စိတ်ကိုဘယ်လိုဖြောင်းမှမလဲဆိုတာအဲ့ဒီလိုပြောချင်လို့ဒီကောင်းစဉ်လေးထုတ်လိုက်တာအဲ့တော့စိတ်ထားဖြောင်းမှတရားကိုသိမြင်နိုင်တယ်ဆိုတဲ့ကိစ္စဒီဗုဒ္ဓပြောပြခဲ့တဲ့တရားတွေထဲမှာတော်တော်များများတွေ့ရတယ်အဲ့ဒီမှာတရားသိနိုင်တဲ့ပုဂ္ဂိုလ်တွေပေါ့တရားကိုပေါက်ရောက်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်ပဓာနကြတဲ့အချက်၅ချက်ကိုပြောပြထားတာအဲ့ဒီတရားတွေမှာလည်းတွေ့ရတယ်ဒါမဂုတ်ဆရာတော်ကြီးမဂုတ်ယောဂီတွေကိုတိုက်တွန်းနေတဲ့လင်္ကာလေးအဲ့ဒါတော်တော်များများရကြပါတယ်ယုံကြည်ခြင်းမှာစိတ်ဖြောင်းစွာဖြင့်ယုံကြည်မှုရှိရမယ်ကျမ်းမာရေးကောင်းရမယ်စိတ်ထားဖြောင်းမှရမယ်ယုံကြည်ခြင်းမှာစိတ်ဖြောင်းစွာဖြင့်လွန်စွာအားထုတ်နာနင်းရုပ်ကိုဖြစ်ချုပ်ဉာဏ်မြင်ဤငါရဲ့မှန်ပင်တရားရကြောင်းမဉဏ်ရကြောင်းဆိုပြီးတော့ဒါဗราဏိယေငါအင်္ဂါ၅ချက်ဗောဓိဒါသကုမာရမင်းသားဟောခဲ့တဲ့တရားထဲမှာအဲ့ဒီဟာပါတယ်အဲ့ဒီလိုပြောထားတာရှိပါတယ်အဲ့မှာစိတ်ဓာတ်ဖြောင်းဖို့ဆိုတဲ့ကိစ္စနောက်တစ်ခါသံဃာကုံသံဃာတွေရဲ့ကုံသံဃာကုံဘုရားကုံတရားကုံသံဃာကုံအဲ့မှာဘုရားကုံတော်9ပါးတရားကုံတော်6ပါးသံဃာကုံတော်9ပါးမှာလည်းပဲဥစုပฏิပန္နောဆိုပြီးတော့ဥစုပฏิပန္နောဖြောင်းမတ်ပฏิပန္နဥစုတရားဖြောင်းမတ်ပฏิပန္နချင်းဥစုပฏิပန္နောစာရရေးတော့မဆောက်လေးနှလုံးဆင်းပြီးဥစုပฏิပန္နဆိုပြီးရေးကြတယ်အဲ့မှာဥစုဆိုတာဖြောင်းမှတ်တဲ့တပြောင်းနေသောစိတ်ထားဖြင့်ပฏิပန္နကျင့်ကြရမယ်အဲ့ဒါအဲ့တပြောင်းနေသောစိတ်ဆိုတာဘာကိုပြောလဲဆိုတော့နိဗ္ဗာန်ဆိုတဲ့ရင်းမှုကိုဥတည်တဲ့တပြောင်းနေသောစိတ်ညာယပฏิပန္နညာယဆိုတာနိဗ္ဗာန်သိဖို့အလုံးငါပฏิပန္နကျင့်ကြရမယ်အဲ့ဒီမှာဥစုပฏิပန္နဥစုပฏิပန္နဖြောင်းပြောင်းတန်းတန်းပဲရှင်းကြံကြရမယ်နောက်တစ်ခါပုံညကရိယာခေါ်တဲ့ကောင်းမှုကုသိုလ်တွေရဲ့ကောင်းမှုကုသိုလ်တွေဖြစ်ဖို့အမှုရာကရိယာဆိုတဲ့ဒီယန္တရားတွေအသုံးပြုရမယ်သဘောတရားတွေထဲမှာလည်းဒိဋ္ဌိစုကမ္မဆိုဒိဋ္ဌိဥစုကမ္မပေါင်းထားတော့ဒိဋ္ဌိစုကမ္မဒိဋ္ဌိယယူဆဥစုဖြောင်းမှမှန်ကန်တဲ့ကမ္မအယူမှန်တဲ့အယူဆမှန်တဲ့စိတ်ထားနဲ့တစ်ဖြောင်းနဲ့သွားရမယ်ဒိဋ္ဌိစုကမ္မကုသိုလ်တွေမှာပြထားတယ်အဲတော့ဒါကဒီလောက်တင်မဲ့လားဆိုတော့မဟုတ်ဘူးမင်္ဂလာတရားတော်တွေမေတ္တာတရားတော်တွေထဲမှာမေတ္တာတုတ်ဒေသနာတော်မှာဘာဝနာဆိုတဲ့မေတ္တာပွားတော့မယ်ဆိုရင်သူတို့ဘာကိုကောင်းစေလိုတဲ့စိတ်ထားတော့မယ်ဆိုရင်အဲ့ဒီစိတ်ထားရဲ့ရှေ့မှာအခြေခံအပြင်15ချက်စာရှိတယ်အဲ့ဒီမှာပါတယ်လက်ကော
တတ်နိုင်ရမယ်ဥစုကိုယ်နဲ့နှုတ်ကဖြောင်းရမယ်လူဟုသူကိုယ်ရောနှုတ်ကိုစိတ်ကိုတစ်ဖြောင်းနဲ့ဖြစ်ရမယ်အဲ့ဒီမှာဖြောင်းမှတ်ဖို့အတွက်ဖြောင်းတန်းဖို့အတွက်နော်ဖြောင်းတန်းဖြစ်ဖို့အတွက်တိုက်တွန်းခဲ့တာရှိတယ်အဲ့တော့ဒီသဘောတရားကတော်တော်လေးအရေးကြီးတယ်လို့ပြောရမှာတရားတွေဘာဖြစ်လို့လောက်ရတာနဲ့မမြင်ကြတာလဲနော်တရားတွေနားမလည်ကြတာလဲတရားတွေမပေါက်မရောက်ကြတာလဲအဲ့ဒီစိတ်ကြီးကောက်နေလို့သူစိတ်ကကောက်နေလို့စိတ်ကတစ်ဖြောင်းနေမဖြစ်ကြစိတ်ကောက်တယ်တရားဒါကတော့လူတွေမှာဖြစ်နေကြဆိုတော့အပြစ်တင်လို့တော့အပြစ်တင်ဖို့တော့မလိုပါဘူးတူကိုဖြစ်ကြတာပဲဆိုတော့အပြစ်တင်စရာမရှိဘူးဒါပေမဲ့ဒါလေးဒီအပြစ်တင်စရာမရှိပေမဲ့ဒီအပြစ်ကိုတော့သိအောင်နားလည်အောင်ကြိုးစားကြရမယ်နောက်2024ဂုံပိုင်းလေးမှာအမှားရှာတာတရားပါအပြစ်ရှာတာတရားပါဆိုပြီးတော့ပြောပြခဲ့တယ်အဲ့ဒီပြစ်ချက်ကလေးရှိနေရင်ပြဿနာကြီးတယ်စိတ်ကောက်တဲ့ပြဿနာအင်တန်ကြီးမာတယ်စိတ်ကောက်တာနဲ့ဒီပိုင်းနဲ့တရားလမ်းကြောင်းပေါ်သွေးဖယ်သွားတော့တယ်အဲ့တော့ဒါလောကသဘာဝကြည့်ရင်လည်းထင်ရှားပါတယ်တနည်းသွားလို့အမြန်ရောက်ကျင်တယ်ဆိုရင်လမ်းဖြောက်နေရင်တော့အမြန်ရောက်တာပေါ့လမ်းကောက်ကွေ့နေတယ်ဆိုရင်တော့တော်တော်နဲ့မရောက်တော့နော်လမ်းဖြောက်ဖို့အတွက်အားမခီးမှန်ခရီးလမ်းကဖြောင်းတန်းဖို့အရေးကြီးတယ်ပေါ့လမ်းကြီးကကွေ့ကောက်နေရင်တော်တော်နဲ့မရောက်ကြတော့အဲ့တော့အဲ့လိုလမ်းဖြောင်းတာကဒီဖြောင်းတန်းရင်ခရီးတိုတယ်ဆိုတဲ့သဘောပဲတရားမှလည်းပဲဒီတိုင်းပဲစိတ်ထားဖြောင်းမှန်ကန်ရင်တရားလမ်းကြီးအင်မတန်တိုတာတို့လေးနားလည်ပါတယ်သဘောပေါက်တယ်စိတ်ကောက်တဲ့လူတွေကတော့ဟိုဝေးဒီဝေးနဲ့တော်တော်နဲ့မရောက်နိုင်ကြတော့ဘူးပေါ့ခုပြောပြတဲ့လောကဥပမာတွေကကြီးလိုက်ရင်အများကြီးပါပဲနော်စိတ်ကဘာဖြစ်လို့ကောက်တာလဲဆိုတော့အဲ့မှာသဘာဝတရားကြီးကြည့်တဲ့အခါပစ္စည်းရောက်ထုတွေဟာအေးနေလို့ရှိရင်ဖြောက်ပူလို့ရှိရင်ကောက်သွားရောက်ထုလေးတွေမီးပူပေးလိုက်တဲ့အခါမှာကောက်ကွေးသွားတာတွေ့ရတယ်ခင်းရွက်လေးတွေကခစင်းရွက်လေးတွေကဖြောက်နေတာတဲဦးတဲ့ထည့်ပြီးတော့မီးနဲ့တိုက်လိုက်တော့အပူချိန်ကြောင့်ကောက်ကွေးကုန်စက်ကူတရွက်မီးရှို့လိုက်လေဒီတိုင်းစက်ကူလေးကဖြောက်နေပြီမီးရှို့လိုက်ရင်ပူလုံးအားကြီးရဲ့တွန့်ခောက်ပြီးတော့လောင်ကျွမ်းသွားအဲ့တော့ပူရင်ကောက်တယ်ဆိုတဲ့သဘောစိတ်ကဘာဖြစ်လို့ကောက်လဲဆိုကိလေသာဆိုတဲ့ဇာတုံးရပြောကိလေသာလဲစိတ်အပူတွေဝင်လာလို့ကောက်တယ်စိတ်ကောက်တယ်လောဘဒေါသမောဟမာနဒိဋ္ဌိစိတ်ဓာမစ္စည်းအဲ့ဒါတွေစိတ်ကိုပူပန်စေတဲ့အဲ့ဒီဇာတုံးရပြောကိလေသာခေါ်တာပေါ့စိတ်ကပူပြီးဆိုတာနဲ့ဒီပိုင်းစိတ်ကောက်သွားအေးနေဖြောက်အဲ့တော့လူတွေပြောတဲ့စကားတွေမှာပါပါတယ်စိတ်တူတယ်ကောက်ရင်တူသွားတာပေါ့ဖြောက်ရင်ရှည်သွားတာပဲစိတ်ရှည်တာနဲ့စိတ်တူတာနဲ့စိတ်ကအေးရင်ဖြောက်ဒါစိတ်ရှည်တယ်ခေါ်တယ်ဖြောက်ရင်ရှည်တာပဲကောက်ရင်တူသွားတာပဲနော်ကောက်ကွေးဝိုင်းတွန့်လိန်ကောက်ကွေးဝိုင်းတူတောင်းသွားစိတ်တူတယ်လို့စိတ်ကောက်တယ်ဆိုတာအတူတူပဲဘာဖြစ်လို့စိတ်တူစိတ်ကောက်ဖြစ်ရလဲစိတ်ဖူလို့ဖြစ်တာစိတ်အေးနေစိတ်ကဖြောက်ပြီးတော့အေးချမ်းနေဖြောက်ပြီးတော့စိတ်ရှည်တယ်ဒီလိုဖြစ်လာဒါကြောင့်ဒီပုဂ္ဂိုလ်တွေမှာဒီစိတ်ရဲ့သဘောတရားအရာပုဂ္ဂိုလ်တွေကြည့်လိုက်တယ်ဒီပုဂ္ဂိုလ်ကစိတ်ရှည်သလားမရှိဘူးလားဆိုတာဘာဖြစ်လို့စိတ်ရှည်လဲဆိုစိတ်ကအေးချမ်းမှုရှိရင်ရှည်တာပဲစိတ်အေးချမ်းမှုရှိရင်ရှည်တာစိတ်တူတယ်စိတ်ကောက်တယ်ဆိုရင်တူသွားတယ်စိတ်တူတော့စိတ်ကောက်တယ်ဆိုရင်စိတ်ပူတယ်ဆိုရင်စိတ်တွေကကောက်ပြီးတော့စိတ်ကတူသွားဒါဒီစကားတွေနဲ့တင်ပဲကြည့်လို့ရတယ်။နောက်တချို့ဆရာတော်ကြီးတွေ
အေးချမ်းတဲ့အတွက်ကြောင့်စိတ်ရှည်လိုက်တာအဲ့တော့စိတ်ရှည်တဲ့ပုဂ္ဂိုလ်နောက်တော့ပြောသီးခံတယ်ဆိုတာဖြစ်ပြန်ဩဒီပုဂ္ဂိုလ်ကတည်းကသီးခံတာပဲဘာပြောပြောစိတ်ရှည်တယ်သီးခံတယ်စိတ်ရှည်မှာသူကစိတ်ကတုံလုံးမှမတုံလို့ပဲစိတ်ကအေးချမ်းတဲ့ခါကျတော့ဘာပြောပြောဘာပဲမြင်မြင်အေးစေစေပဲဆိုတာနော်အဲ့ဒါစိတ်ကိုကြည့်လိုက်တာနဲ့ပြီးစိတ်တူသွားလားစိတ်ကောက်သွားလားစိတ်ညစ်သွားလားစိတ်ပူသွားလားစိတ်ရှုပ်သွားလားတူတူပဲဒါတွေကကိလေသာဆိုတဲ့စကားလေးမှာစိတ်ကိုပူလောင်စေတတ်ညှဉ်းနှွမ်းစေတတ်တယ်စိတ်ညစ်စေတယ်စိတ်ပူစေတယ်ဆိုတာဒါကိလေသာအဲဒီတော့စိတ်ညစ်စိတ်ပူတာနဲ့ဒီပိုင်းနဲ့စိတ်တူတယ်စိတ်ကောက်တယ်စိတ်ဆိုးတယ်စိတ်တွေကညစ်ပတ်သွားတယ်နော်စိတ်ယုံမာတယ်ဆိုတာအကုန်လုံးအဲဒီစကလုံးတွေဖြစ်လာတော့တာအဲတော့စိတ်ရှိတယ်ဆိုတာစိတ်အေးရင်စိတ်ရှိတာဟုတ်ပြီစိတ်ရှိတော့ဒါကိုပဲသီးခံတယ်ဆိုပြီးဖြစ်ပြောင်းသီးခံတယ်ဆိုတဲ့ပုဂ္ဂိုလ်ကစိတ်ရှိလို့သီးခံနိုင်တယ်အဲတော့ဒီနေရာမှာတရားတွေကသဘောတရားတွေကဆက်ဆက်ကြည့်ရင်အမတန်မှသိတာတယ်မြင်နေရတယ်ဘုရားဩဝါဒပါတိမောဆိုတဲ့ဒီလူတွေအပေါ်မှာစီကံချက်တတ်မှတ်ချက်တွေဘာမှမထားပဲနဲ့သုံးမဩဝါဒအနေလောက်ပဲဟောတဲ့ဗုဒ္ဓတွေလက်ထက်မှာတရားလေးကတူတူလေးအဲဒီမှာနိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားဘာလေးပြောထားလဲဆိုတော့ခန္တီပရမံတဘောတိတိတ်ခနိဗ္ဗာန်ပရမံဝရဏိဗုဒ္ဓခန္တီသိခံခြင်းဟာပရမံမြတ်တယ်လို့ဝရဏိဘုရားစုစုကဟောတော်မူကြခန္တီပရမံတဘောတိတိတ်ခဒီတိတ်ခသိခံခြင်းလို့ဆိုတဲ့သဘောချင်းဟာတဲ့ခန္တီသိခံခြင်းဟာပရမံမြတ်တဲ့သဘောတရားအဲ့တော့နိဗ္ဗာန်ပရမဝရဏိဗုဒ္ဓဘုရားရှင်တို့ကနိဗ္ဗာန်အဲ့ဒီသိခံခြင်းဟာငြိမ်းအေးခြင်းနိဗ္ဗာန်ပဲဘုရားစုတို့ကဗရဏိပြောဆိုကြတယ်သိခံတာနိဗ္ဗာန်ဆိုတဲ့သဘောထိပါပြောသွားတယ်အဲ့တော့သိခံတာနဲ့နိဗ္ဗာန်ဘာဆိုင်လို့လဲဆိုတော့သိခံတယ်ဆိုတာအေးချမ်းတာလေစိတ်အေးတာဘာမှမတုံလို့တာမတုံလို့တော့အေးချမ်းလို့လွတ်မြောက်တယ်ငြိမ်းချမ်းတယ်ဆိုတာဒါနိဗ္ဗာန်ပဲတဲ့နော်ဒီတရားအင်မတန်ကြီးကျယ်တာအဲ့တော့ဆက်စပ်ကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်လို့သူတို့သိခံလဲစိတ်ရှည်လို့တဲ့စိတ်ကဘာဖြစ်လို့ရှည်လဲစိတ်ကအေးချမ်းတာဟုတ်တဲ့လူဘာပြောဘာပဲမြင်ကိုကဘာပဲဖြစ်ဖြစ်သူကဘာပဲဖြစ်ဖြစ်စိတ်ကအေးချမ်းနေတယ်စိတ်ဖြောင်းနေစိတ်အဲ့တော့ဒီသဘောတရားတွေကခဲရင်လားဆိုတော့ခဲရင်တာတော့မဟုတ်မခဲရင်ပဲနဲ့မခဲရင်ဘာဖြစ်လို့မဖြစ်လဲမသိလို့မဖြစ်တာနော်မသိကြလို့ဒီသဘောတရားတွေကမဖြစ်တာအဲ့တော့တရားကိုမဟိုတိုးကြဒီတိုးကြဟိုခွဒီခွဟိုလှုပ်ဒီလှုပ်နေပြီးရင်စိတ်ပူစိတ်ညစ်တွေကြီးပဲလောဘလည်းမငြိမ်ဒေါသလည်းမငြိမ်မာနလည်းမငြိမ်အိတ်တာမျက်စိရလည်းမငြိမ်ဒိဋ္ဌိလည်းမငြိမ်ယူမလည်းမပြောက်ဘူရီနဲ့ဒုက္ခရောက်နေတာကြတော့တရားထင်နေကြတရားကအမှန်တိုင်းဆိုနားလည်ကြရိုးရိုးလေးဘယ်နာကြီးတရားတွေပဲနော်ဒီပင်တော့တောင်ရည်မီတွေကြည့်မလားတရားမရှားပါဘူးပုဂ္ဂိုလ်တ attva တွေမှကြည့်မလားကိုယ်ကြောင့်ကျင်တဲ့တိရစ္ဆာန်တွေကြည့်မလားတရားတွေပဲဟောတရားပဲဟိုခြုံတို့ဒီခြုံတို့ရှားတာမဟုတ်ဘူးအလုံးနေရပုံစံမှာချိန်ခါမရွေးနေတဲ့အလုံးလည်းမလိုဘူးတဲ့နေရာလည်းမလိုဘူးတဲ့အချိန်ခါလည်းမလိုဘူးတဲ့ပုံစံလည်းမလိုဘူးတဲ့အလုံးနေရပုံစံမှာချိန်ခါမရွေးနေတဲ့တရားရွေးစရာမရှိဘူးတဲ့ဒါပြင်ဘာဖြစ်လို့ရွေးချယ်နေကြလဲဆိုတော့အဲဒီရွေးချယ်တယ်ဆိုတာသူတို့တန်ရလှုပ်ချင်ကြတာနားမလဲလို့မသိလို့ဒီလိုရှည်ကြတာပေါ့မသိလို့ရှည်ကြတာဒါရှင်းလေးဆိုတာမသိလို့ရှည်တာပဲအလုံးနေရပုံစံမှာချိန်ခါမရွေးနဲ့ပြုပြောကြံရာအမူအရာဉာဏ်ပါလိုက်၍နှင့်တယ်
ဘုရားကမရွေးရင်ဘာလို့ရမလဲဒီဘက်မှာဘာလို့ရမလဲဆိုတော့ပြုပြောကြံရဆိုတာပြုတယ်ဆိုတာလှုပ်တဲ့ကိစ္စဘာပဲလှုပ်ခိုင်ကလှုပ်ချင်တာလှုပ်ပြောဝစီကံပါဇက်ကပြောသူများပြောတာကြားကိုပြောတာပြောချင်တာပြောကြံဆိုတဲ့အတွေ့အဲ့ဒီမှာအမူအရာဆိုတဲ့လှုပ်ရှားမှုတွေဖြစ်လာစိတ်လှုပ်ရှားမှုစိတ်နဲ့တွင်စိတ်ကအဲ့ဒီမှာတက်ဝင်လှုပ်ရှားလာတဲ့ပါဇက်နဲ့ပြောရင်လေနဲ့အတန်ကြီးကလှုပ်ရှားလာတယ်ခန္ဓာကိုယ်နဲ့ပြုလုပ်ရင်ခန္ဓာကိုယ်ပုံစံမူအရာတွေပေါ်လာတယ်ပြုပြောကြံရအမူအရာဒီကာကဝစီကံမနောကံသုံးခုမူအရာတွေမှာဉာဏ်ပါလိုက်၍နေတယ်အတိဉာဏ်လေးနဲ့တရားအတိဉာဏ်လေးနဲ့လိုက်ရုံပဲတဲ့တရားလေးနဲ့ဒါလေးနဲ့သတိထားပေးလိုက်ရုံပဲဘာတွေးတာလဲဘာပြောတာလဲဘာလုပ်တာလဲဒါကောင်းလားဆိုးလားမှားလားအမှန်လားပြီးရင်ရှိသေးတာလားပျောက်သွားတာလားဟိုကဖန်တီးလို့ဖြစ်တာလားမမျောလင့်မနဲ့ဖြစ်တာလားဆိုတာထင်ရှားနေတာနော်ဒီလိုအေးအေးလေးသွားရင်တရားကပြတ်သားဖြစ်လာအဲ့တော့ဟိုခုံဒီဆွဟိုလုံဒီလုံဟိုဟာထက်ဒီဟာထက်နော်အဘူတွေအဲ့လိုလျှောက်လုံနေရင်တော့အဲ့ဒါလမ်းကြီးကမဖြောက်တော့ဘူးဖြစ်တာခီးလမ်းမဖြောက်တန်းတော့ဒါပေမဲ့လူဆိုတဲ့သဘာဝကလည်းဒီလိုပဲဘူတွေကတိတ်လုတ်ချင်ကြတာဟုတ်အဲ့တော့ဘူလုတ်တာတရားလို့ပဲထင်ကြတာဒီဘက်မှာဗုဒ္ဓဆူဆူဟောတော်မူတဲ့တရားတွေရှင်းရှင်းလေးရိုးရိုးလေးအေးအေးလေးအေးကြမ်းကြမ်းပဲဒီတရားလှုပ်လိုက်တာနဲ့တပြိုင်နက်စိတ်ကဖြောက်တန်းပြီးတော့အေးချမ်းသွားမယ်နောက်ဆုံးဆင့်မှာပေါ့ဖြောက်တန်းပြီးအေးချမ်းသွားမယ်ဒါပဲအဲ့တော့စိတ်ဖြောက်တန်းပြီးတော့အေးချမ်းမှုရနိုင်ရင်တရားပဲအဲ့ဒီလိုမှမဟုတ်ရင်တော့နည်းနည်းလောက်ပြောမခံနိုင်ဘူးဒါကြည့်မခံနိုင်ဘူးဒါကြည့်ရင်အထိမခံနိုင်ဘူးဆိုရင်တော့ဒါတရားမသက်ဝင်တော့ဟိုတော့မှဦးဇင်းတို့ပြောပြခဲ့ဦးတယ်ဉာဏ်ဖြစ်ဖို့ပြောတာဉာဏ်မဖြစ်ဘဲနဲ့ဒေါသဖြစ်ကြတယ်ဆိုတာတီးဖို့တယ်တီးဉာဏ်ဖြစ်ဖို့အတွက်ပြောတာလေဘာမှစော်ကားတာလည်းမရှိဘူးနှိမ်ချတာလည်းမရှိဘူးသိပါစေဆိုတဲ့ကောင်းစေခြင်းနဲ့မေတ္တာနဲ့ပြောတာပြီးဖို့အတွက်ပညာဉာဏ်အကြီးကျယ်သုံးပါတာနော်ဉာဏ်မသုံးဘဲနဲ့ငတုံးအားပြောလို့မရပြီးတဲ့အခါမှာအမှန်တရားဆိုတဲ့ဒီအမှန်သစ္စာမှန်အောင်ပြောရတာဒီသုံးချက်ကချက်ထည့်ပြီးချိန်ပြီးပြောရတိသွားရင်တက်တာပါစေဆိုတာဒါမေတ္တာကောင်းတော့တက်တာကောင်းတော့လွယ်လွယ်လေးပဲတက်တာရင်ကောင်းတာပင်မရင်မကောင်းဘူးဘယ်တော့မှပင်မအောင်မခိုင်းဘူးဟိုလည်းပင်မမခံချင်ဘူးသူများကိုလည်းမပင်မစေချင်မေတ္တာထားမေတ္တာထားတဲ့ဆိုတာပုဂ္ဂိုလ်ရွေးတာမဟုတ်ပါဘူးကလေးလူကြီးဘုန်းကြီးသီလကြီးမျိုးသားမျိုးဘယ်သူမှရွေးချယ်တာမရှိဘူးဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်ဦးဇင်းတို့ခွေးကြောင်ကြက်ငှက်တွေကိုတော့မေတ္တာထားတာတိရစ္ဆာန်တွေကိုတော့မှကောင်းစေချင်တာဟိုတော့ပြောခဲ့ဦးတဲ့ထဲပါလိမ့်မယ်အကြောင်းတော့မှငှက်ကလေးတွေလာပြီးတော့အနိုင်ဖွဲ့တယ်ဝင်တိုင်းထွက်တိုင်းတကားဖွင့်လို့ထွက်တိုင်းသူကကြောက်လန့်ပြီးပြန်တော့တွေ့နေတာအဲနဲ့သွားကာထားတယ်မတွေ့အောင်အဲတော့ဒီဘက်ကသူ့ဥလေးတွေဝတ်တဲ့အချိန်ခါမှပြန်သွားရင်ဒီဥလေးတွေမပေါက်မှဆိုလို့နော်သူတို့တော့ကရောက်မှဆိုလို့ဒီဘက်တကားတော့မထွက်ဘူးတခြားဘက်ကလှည့်ထွက်တယ်အနောက်ရှေ့ဖြစ်မှဆိုလို့ဒါမေတ္တာခေါ်တယ်အဲတော့ဒါကအရှိဘက်ကပေါ့နောက်ဘက်မှာတော့ဒီတိုင်းပဲနဲ့ဥလေးတွေဥတိုက်လေးတွေဆောက်တမ်းများပင်လေးမှနေလေးတော့ရကြောင်ကိုက်မှဆိုလို့ကြောင်ကိုက်လည်းဒီမှာဆိုလို့ဆောက်ချောက်ရတယ်နော်ပူရင်တော့ကတော့မရှိပါဘူးခုစိုက်တော့လည်းစိုက်ပေါ့မကိုက်ခင်တော့လည်းဆောက်ချောက်တင်တော့ဆောက်ချောက်ရတာမိုးရွာတော့မိုးတစ်စက်မိတ်တဲ့ကြာနေတော့အောင်မို့တက်ပြီးတော့နော်ရေတားပြီး
ဒီတိရစ္ဆာန်တွေသက်တောင်ဒါမိုးတဲ့ကြနဲ့ထီးသွားမိုးထားတော့ကြောက်ပြီးမလာတော့ဒီပြန်ဖြုတ်သွားအဲ့ဒါတွေပေါ့အများကြီးအလုံးချုပ်တာတော့မဟုတ်ဘူးမေတ္တာခေါ်တယ်ဒါကောင်းစေချင်တာအခုလေကြောင်နေလာပေါ့အဲ့ဒါတန်းနိုင်ငါလေးတော့အစာလေးတွေရှာကျွေးလိုက်တာပဲအဲ့တော့အဲ့မှာဒါတရားတွေပဲခေါ်လို့ဒါမေတ္တာတရားခေါ်တယ်ပုဂ္ဂိုလ်တ attva တွေပေါ်မှာဒီလိုကောင်းစေခြင်းနဲ့စိတ်ထားမေတ္တာပဲဒါအဲ့တော့အဲ့မှာမေတ္တာဒီခုနပြောတဲ့တရားတော်တော်များခက်သလားဆိုတော့မခက်ပါဘူးဒါမေတ္တာခေါ်တာရှင်းလေးပဲဒီလိုစိတ်နဲ့နေနိုင်ရင်ဒါမေတ္တာဖြစ်နေတာပဲအဲ့တော့ကိုယ်ကြောင့်ကျင့်ခဲ့တဲ့တော့မေတ္တာထားနေတဲ့လူတွေပေါ်မှာဘာမထားစေအကြောင်းရှိလေလူဆိုတာကနော်ကုသိုလ်ကံကောင်းမှုကြောင့်လူဘဝဖြစ်လာတာကောင်းကျိုးပေးနိုင်တဲ့သူတွေကိုယ်ကြောင့်ကျင့်ခဲ့တဲ့ကိုယ်ဘာမှကောင်းကျိုးပေးတာမဟုတ်ကောင်းကျိုးပေးနိုင်ဖို့မရှိဘူးကံနေအားဖြင့်တာသူတို့နဲ့ဆက်ဆက်နေတာဝိပါကဆိုတဲ့ကောင်းကျိုးကြတော့အဲ့ဒီတိရစ္ဆာန်တွေကြီးရတယ်တိပင်တော်တောင်ရေမြေတွေရတယ်တိပင်တော်တောင်ရေမြေတွေကတော့ကောင်းကျိုးပြန်ရနိုင်တော့တိရစ္ဆာန်တွေကတော့ဘာကောင်းကျိုးမှအကျိုးပေးနေအားဖြင့်ပြန်မရနိုင်ဘူးအကြောင်းနေအားဖြင့်တော့ကံနေနဲ့ပြုလုပ်ဆောင်ရွက်လို့တော့ပြုလုပ်ဆောင်ရွက်တဲ့ပုံစံကတော့ဖြစ်တယ်နော်အဲ့ဒီကနေအကျိုးပေးရတော့ကိုယ်ကြောင့်နေရာနေလာပြီးကိုယ်ပြန်ကျိုးပေးဖို့ကတော့မရှိပါဘူး။နဲ့ဒီကြက်တွေကလည်းကျိုးမပေးပါဘူး။နော်လူတွေမွေးပြီးတတ်စားရင်တော့လည်းဒါတစ်မျိုးပေါ့တဏှာစားစဉ်းစားတူစားတော့ရချင်နေရမှာပေါ့ဒါ။နော်မွေးပြီးတော့တတ်စားတဲ့သူတွေရှိတယ်ဒါကတော့သူတို့ဒီကောင်ပလောင်တွေကနေစားရတယ်ဆိုတော့အကျိုးလေးပြန်ရတယ်ဆိုတဲ့သဘောပေါ့။ဒီတော့ဒါတရားတွေမှာဘာမှမမိုက်တရားကလည်းမရှားပါဘူးတရားကလည်းခက်သလားဆိုတော့လည်းသိခက်လာကြီးလည်းမဟုတ်ပါဘူးသို့တော့ဘာဖြစ်လို့များမမြင်ကြလဲစိတ်တွေကကောင်းနေတာစိတ်မမှန်ဘူးပေါ့စိတ်ကောက်တယ်ဆိုတာစိတ်မမှန်တာပေါ့ဒါကိုဘုရားပြောပြခဲ့တဲ့ဒိဋ္ဌိအယူမှားပေါ့အဲ့ဒီဟာတရားလမ်းကြောင်းဖြောက်ဖို့အတွက်အဲ့ဒီဒိဋ္ဌိအယူမှားကိုပထမဆုံးဖယ်ရှားဒိဋ္ဌိဖြုတ်ပြောတယ်အဲ့ဒီဒိဋ္ဌိဖြုတ်အစာပေထဲမှာတက္ကဒိဋ္ဌိ62ပါးတို့သတ္တရာဒိဋ္ဌိဥစေရာဒိဋ္ဌိအများကြီးလျှောက်ပြီးတော့အခြေချက်ပြီးရေးထားတာမဟုတ်ဘူးလားဟုတ်ပါတယ်ဒါအနေနဲ့တော့ဟုတ်တာပေါ့အသေးစိတ်အနေနဲ့လျှောက်ခွင့်လည်းဟုတ်တာပဲဒါပြင်တကယ်ပြင်ဒါပြင်လိုလားဆိုတော့ရှည်ရှင်တဲ့လူတွေကတော့လိုရင်လိုမှာပေါ့တူကျင်တဲ့သူတွေကတော့အဲ့လောက်မလိုတော့ဘာပဲမှမှန်သိရင်အဲ့ဒီအမှားပြုတ်တာနဲ့ဒိဋ္ဌိပြုတ်တာပဲဒါရှင်းလေးအမှားမှန်သိရမယ်ဒါကြောင့်အမှားရှာတာတရားပါဆိုပြီးအမှားကိုရှာရတာဒါမှမဖြစ်တဲ့လူတွေကကိုမားတာလေးပြင်နိုင်တော့မှမှန်ပြီးတော့အောင်မြင်ကြတာဆိုတာဒါငင်းလို့ရတဲ့ကိစ္စမဟုတ်ဘူးသဘောတရားမှာတရားလည်းဒီတိုင်းပဲအမှားရှာတာတရားပါဆိုတာအမှားတာရှာသူများကြီးမှသွားရှာကိုယ်စီတဲ့ရှာအပြစ်တင်မှုရှာတယ်မဟုတ်ဘူးအတိညာဉ်ဖြစ်ဖို့အတွက်ရှာရတာအဲ့ဒါကိုနားမလည်ဘူးနော်ဟိုတုန်းကလည်းပြောပြခဲ့သူများအပြစ်မြင်ပြီးတော့လျှောက်ပြီးကဲ့ရဲ့ခြင်းနေတော့ဘယ်တော့မှဒါစိတ်ပူစိတ်ညစ်ကလွတ်မှာမဟုတ်ဘူးပရဝိဇာနုပတိတ္တနေသံဥဇာနာတင်ကြီးနောအတောအတ္တဝဒ္ဒန္တိအာရတောအတောကိယပရဝိဇာနုပတိတ္တပရသူတော်ဘာဝိဇာအပြစ်ကိုအနုပတိတ္တအမြဲတမ်းလိုက်ကြည့်ဘာအတွက်လဲတဲ့နေသံဥဇာနာတင်ကြီးနောနေသံအမြဲတမ်းဥဇာနာတင်ကြီးနောကဲ့ရဲ့ခြင်းနေတာကဲ့ရဲ့ခြင်းလို့လိုက်ကြည့်တာကြတော့ဒါကတော့တဲ့တရားမဟုတ်ဘူးကဲ့ရဲ့ခြင်းလို့လိုက်ကြည့်နေတာသူစိတ်ညစ်စရာကြီးပဲဖြစ်မှာပေါ့အဲဒါဆိုရင်တရားကအခုပြောတယ်တရားစိတ်ထားမဖြောင်းလို့ဒါဖြောင်းတဲ့တရားနဲ့မပူပေါင်းမိတာဆိုတာဒါလည်းထင်ရှားတာအဲတော့တရားကရိုးရိုးလေးပဲသွားတယ်ဘယ်နေရာကြည့်တရားပါဆိုတာဒါမျိုးကြီးနိုင်အောင်လို့တတ်နိုင်သမျှပြောပြတာနော်ခုပြောတဲ့ကိုကြောင့်ကြက်ငယ်လေးတွေကြီးလိုက်တဲ့တရားပဲနော်ပြီးကြတဲ့ဒီရဲ့ကိုရဲ့နေရာရန်ကုန်ဦးဇင်းတို့သွားတော့မနေ့ပိုင်းနေတော့မှကြောင်လေး၃ကောင်ပေါင်တကောင်မှပြုတ်ကြတော့သွားရှာတာမတွေ့ဘူးကျောင်းမကြီးကလည်းရှာဒီမှာလည်းရှာဟိုကောင်အတန်းဘယ်နာပေးလဲရှာလို့လည်းမတွေ့
သွားကနေလေဆိုတော့နိုင်ဝဲလောက်တော့ရှာလိုက်သေးတယ်ရှာလို့မတွေ့တော့ကဲထားလိုက်ကွာညနေပြန်လာတော့လည်းတစ်ခေါက်သွားလိုက်ရှာသေးတယ်ဆောင်းမကြီးခေါ်ပြီးတော့လိုက်ရှာတော့မတွေ့ဘူးအဲ့တော့ဒီနေ့ဘာတွေ့လဲဆိုတော့ဒီနေ့ဘုရားကျောင်းစင်တော်ကမြေကြီးလေးပေါက်တယ်ဘာလို့လဲကွာကျောင်းကောင်းသေးနေလို့ဆိုသွားကြည့်တော့ဟုတ်တယ်အဲ့ဒီကျောင်းလေးနော်ဟိုဘိန်းနေပင်ချေနေမှာဒီဘက်ကျောင်းနဲ့ဟိုဘက်ကျောင်းကြားတွေကဘိန်းနေပင်ချေနေမှာခေါင်းလေးကသေးနေတယ်အဲ့တော့ဒီကြောင်လေးကပြုတ်ကြတာသေးတာမဟုတ်ဘူးကြည့်တာပြုတ်ကြလို့သေးတာမဟုတ်ဘူးဘာဖြစ်လို့သေးလဲဆိုတော့သူ့နေရာသူမပြန်တတ်လို့အဲဒီလေလမ်းမှာဟိုသွားတီသွားနဲ့နောက်တကောင်ကောင်ကကြိုက်လိုက်ပုံရတယ်အဓိကအဖြစ်တော့ကြောင်ချင်းချင်းကြိုက်တယ်ထင်ပါတယ်ကြောင်ကြီးတွေလာနော်အဲ့ဒီညအော်နန်းတော့ကြားတယ်ဒါပေမဲ့ညင်းနေနေတော့ကြည့်လည်းမကြည့်ရတော့တစ်ချက်ကြောင်ကြိုက်တယ်တော့ကြားတယ်အဲ့တော့အဲ့မှာအဲ့ဒါတရားပဲလေဒီကြောင်လေးကပြုတ်ကြလို့တည်တာမဟုတ်ပဲနဲ့ဘာဖြစ်လို့တည်ရလဲဆိုတော့သူ့နေရာသူမပြန်တတ်လို့မပြန်တတ်ဘူးဆိုတာမသိတာမသိလို့တည်ရတာသိရင်သူ့ဘာသာသူသားလေသူ့နေရာသူပြန်သွားရင်သူ့အမေနဲ့သူပြန်သူရဲ့ပေါ်ဓာတ်ပြန်တက်သွားရင်ရအဲ့မှာတက်လန်းဆင်းလန်းလေးတွေလုတ်ပေးတာတောင်ရှိကအုတ်ရှိပေးကနေတက်တာတက်တော့ခေါင်းမိုးကူဖို့ကြတော့ကောင်းသေးတော့မခုံနိုင်ဘူးအဲ့မှာတရားလေးသွားထိုးပေးထားတယ်ဒီပင်ကောင်းနေဆိုဒီတိုင်းပဲပြုတ်ကြအဲ့ဒီအုတ်ရှိပင်ချင်းရင်သွားတင်ပေးလိုက်တော့သူတက်သွားအဲ့ဒီတရားလေးကနေတက်ခေါင်းမိုးပေါ်ရောက်အခုပြုတ်ကြချာလို့မတွေ့လို့ချာလို့တွေ့ရင်ကောက်ပြီးတင်ပေးလိုက်ရင်သူ့ဘာသာသူရောက်တယ်အဲ့တော့ဒီကြောင်လေးဘာလို့သိရတယ်ဆိုမသိလို့သိတာဒါရှင်းရှင်းလေးပဲမသိလို့သိတာသူသိရင်မသိဘူးဘာမသိတာလဲသူပြန်လမ်းမသိတာဒီအန္တရာယ်ကင်းတဲ့နေရာသွားဖို့မသိတာအဲ့တော့ဒီတရားသဘောတွေမှာလည်းဒါပဲမသိမှုဆိုတဲ့သဘောကြောင့်ဒုက္ခရောက်တာဒါဘဝတွေဖမှန်ထထသိရတယ်ဗျာမသိလို့သိတာသိတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမသိတော့ဘူးနော်ဗုဒ္ဓနဲ့ယန္တာပုဂ္ဂိုလ်တွေကသိစရာအကြောင်းမရှိတော့ဘူးတဲ့ဘာဖြစ်လို့မသိလဲဆိုတော့အသေးဖို့ဘဝဖြစ်เสียမှာမရှိတော့ပဲနော်ဘဝဖြစ်เสียမရှိတော့ဘူးဆိုတာဘာဖြစ်လို့မရှိလဲလို့မေးပြန်တော့လေဘဝဖြစ်ရင်ဒုက္ခရောက်မယ်ဥနာတိနဲ့တိုးအောင်မယ်အဲ့တော့ဘဝမဖြစ်ခြင်းဆိုတာသူတို့သိသွားတာဘဝမဖြစ်အောင်စိတ်ကိုထားသွားနိုင်တာအဲ့တော့ဒါကြီးခက်တလားဆိုတော့ခက်တယ်လည်းမဟုတ်ပါဘူးလွယ်လားဆိုရင်တော့ဒီမှလမ်းမှန်နဲ့နော်ဒီမှလမ်းမှန်နဲ့တကယ်နားလည်ရင်လွယ်ပါတယ်ဒီလမ်းမှန်ရမယ်တကယ်လည်းနားလည်ရမယ်2025စိတ်ဖြောင်းထားစရာနော်ဆက်နှောင်းသွားဖို့တစ်ဖြောင်းနဲ့သွားနိုင်အောင်လို့တစ်ဖြောင်းနဲ့သွားရင်လူရင်းတူရှင်းနဲ့ခဏလေးရောက်မှာအဲ့တော့ဒီတရားကြောင့်ဒီပြောရတာနော်ပြောတာအချိန်ဆိုတာရချင်လည်းရမှာရချင်မှလည်းရမှာတခါတည်းကျတော့ပြောတဲ့သူကအချိန်ရနားထောင်တဲ့သူကအချိန်ရချင်မှရမှာအဲ့တော့အဲ့လိုနော်ဒီပြောဖို့အချိန်ရတာမရတာအဲ့ဒါနဲ့ကြည့်ပြီးတော့လူရင်းတူရှင်းဒါတိသွားရင်ပြီးတာပဲဆိုတော့နော်ဘာဖြစ်လို့လူတိုင်းကသိချိန်ရကြတာမဟုတ်ဘူးနော်မဟုတ်တဲ့နေရာမှာသာအချိန်ရတာဒီတရားပဲကြတော့သိချိန်မရကြဘူးကိုနေကြသွားတာလာတာစားတာတောက်တာနော်မဟုတ်တာပြောတာမကောင်းတာပြောတာမမှန်တာပြောတာအဲ့ဒါတွေတက်တာအချိန်ကြီးရကြတာအများဖြင့်လူပဲကြည့်ကြည့်ဘုံကြီးရန်တွေပဲကြည့်ကြည့်မြေသားမြေသမီးကလေးလူကြီးဘုံကြီးဒီလားရင်တော့လူတိုင်းအသိအချိန်မရဘူးသူကအဲ့တော့အချိန်မရတော့ပြောတဲ့ပုဂ္ဂိုလ်ကလည်းပြောဖို့နဲ့နားထောင်တဲ့သူနဲ့အချိန်ရတဲ့တိုးချင်မှတိုးမှာနော်ကိုပြောတိုင်းသူကနားထောင်လို့နားထောင်ချင်မှနားထောင်အောင်မှာနားထောင်ရင်ပဲလည်းပြောတဲ့ပုဂ္ဂိုလ်ကပြောတာနဲ့ပြောဖို့အချိန်နဲ့အခိုက်ချင်မှကြိုက်အောင်ပါအဲ့တော့သူကိုအချိန်ကြီးကလည်းသိမရကြဘူးလူတိုင်းကအချိန်သိမပေးကြ
အဲ့တော့အချိန်မပေးအချိန်မရတော့အချိန်ရတော့မှလူရင်းတူချင်းနော်လူရင်းနဲ့တူချင်းတည်သွားဖို့ကဒါအရေးကြီးတာပေါ့ဒါတွေဆိုလည်းဒီတိုင်းပဲရေချေဝေးဝေးရေးနေမှတာအချိန်ကသိရကြတာမဟုတ်အဲ့တော့လူရင်းတူချင်းတည်သွားရင်ဒါအကောင်းဆုံးပဲနော်ဒီနီလန်းကိုပဲဦးဇင်းတို့သုံးခဲ့တာကြာပြီဘုရားလည်းသုံးခဲ့တယ်ဘုရားတက်တန်းတူတယ်တက်တန်းတူတဲ့ဘဝမှာလူဖြစ်လာတဲ့အတွက်ကြောင့်အချိန်တူဉာဏ်ကိုသုံးဆိုတဲ့အတိုင်းပဲအသိဉာဏ်သုံးတာနော်အဲ့မှာအခုလုံးနေကြတာဒါဦးဇင်းတို့သက်သာစေခြင်းလို့ပြောတာနားလည်မှာအခုလုံးနေကြတဲ့ဟိုခြုံတို့ဒီခြုံတို့ဟိုကျင့်ဒီကျင့်ဟိုကျန်ဒီကျန်ဟိုရှာဒီရှာတရားဓမ္မပေါ်နေတဲ့ဥစ္စာနေသဒုက္ခအနတ္တဘယ်တရားကိုပြောမလဲလက်ငင်းပေါ်နေတာအဲ့ဒါခြုံတိုးရှာတာနဲ့ထိုင်ရှာတာနဲ့ထားရှာတာနဲ့ဒီမင်္ဂကြီးထိုင်အဲ့တော့ပုံစံမျိုးမျိုးလုပ်ပြီးရှာတာနဲ့အဲ့ဒီမှာရောင်ဝါးဝါလုပ်ကြတယ်ပေါ့နော်တကယ်မသိတော့ရောင်ဝါးဝါလုပ်ကြတယ်အဲ့ဒါကိုပဲအမှန်ထင်ကြတယ်ဒီကျင့်နေဆွဲတဲ့အကြောင်းနဲ့တေးချာချာဟုပြောခဲ့တာအချိန်မောင်းများစွာသင်္သာဝကိ9ဦးကအကျင့်ဆွဲလို့ဗုဒ္ဓတော်ဆွဆွဲပြီးတော့သူတို့စိတ်ဆိုးကြတယ်ဒီကျင့်နေရလဲမွေးရပါတာမဟုတ်ဘူးဟိုကြားဒီကြားဟိုကြံဒီကြံနဲ့ဒီကျင့်ဆိုတာဖြစ်လာရှင်းမှများတော့စိတ်ကဆွဲသွားတယ်အဲ့တော့အဲ့မှာအခုဒီနေ့ပြောမယ်ဒီအခုပြောတဲ့ဗုဒ္ဓကိုသူတို့စိတ်ဆိုးကြတာဗုဒ္ဓဒုက္ခသတိရကျင့်တယ်6နှစ်လည်းကြာမကျင့်တော့ဘူးဒီကျင့်ကိုဖြုတ်ပလိုက်တယ်အရှင်းချင်းလေးပဲလေဒီကျင့်ဖြုတ်ပလိုက်တယ်ဒီလုံးကရှုံးမှာညံ့တာမဟုတ်ဘူးတကယ်တရားသိတာမဟုတ်ဘူးနော်အဲ့တော့အဲ့ဒီအကျင့်ဖြုတ်ပလိုက်တဲ့အချိန်ခါမှာသင်္သာဝိ9ဦးကစိတ်ဆိုးကြတယ်စိတ်ကောက်တယ်စိတ်ထူတာစိတ်ညစ်တာကိလေသာဝင်တာအတူတူပဲစိတ်ဆိုးတယ်ထွက်သွားတာဥရဝေလကတ္တဗတောကနေမိဂရာကိုထွက်သွားကြတယ်ဘုရားကိုစွန့်ပစ်ထားခဲ့ကြတယ်အတူတူငကိုယ်တော့ကတော့ပူပေါင်းပြီးတင်းကူဆောက်ရှောက်ကြတာအခုတော့မျိုးလင်းချက်မရှိတော့ဘူးသွားပြီဆိုနားမလဲတာလေဒါနော်အဲ့တော့ဘာဖြစ်လို့သူတို့ဗုဒ္ဓစွန့်ပစ်ခဲ့ကြလဲသူအကျင့်စွဲလို့အဲ့မှာစိတ်တွေလူတွေဘာဖြစ်လို့စိတ်တူလဲဆိုအဲ့ဒီတခုခုမှသွားစွဲလို့စိတ်တူတာစိတ်ကောက်တယ်ဆိုတာအဲ့ဒါပဲကိုကဒီတခုကိုအသေးဆွဲထားတယ်ဥပါဒံခေါ်တာဒီပုဂ္ဂိုလ်အသေးဆွဲထားတယ်အဲ့ပုဂ္ဂိုလ်တော့အဲ့ပုဂ္ဂိုလ်အကြောင်းပြောရင်စိတ်ကနာလိုက်တာစိတ်ဆိုးစိတ်ကောက်စိတ်တူဖြစ်သွားပစ္စည်းဆွဲထားတယ်အဲ့ဒီပစ္စည်းလေးသွားထိကြည့်စိတ်တူတယ်စိတ်ကောက်စိတ်နာနော်လူတွေပတ်စံမဲ့တယ်ပတ်စံလေးသွားတောင်းကြည့်ပါလားပေးပါလားလူပါလားမကြိုက်တော့စိတ်ကစိတ်တူတယ်စိတ်ကောက်တယ်ခေါ်သူတို့တခုခုကိုဂုံယူထားတဲ့ဝမ်းသာထားတဲ့သွားပြောကြည့်အဲ့မှာအစွဲရှိတဲ့အတွက်ကြောင့်စိတ်တူပေါ့အဲ့ဒါစိတ်ကောက်တယ်ခေါ်တယ်အဲ့တော့စိတ်တူစိတ်ကောက်ပဲရလာလေအခုပြောတဲ့အစွဲပေါ့တခုခုမှစွဲထားတာကြီးကားပြင်တော့အတ္တဝါရုပါဒံအတ္တငါလို့စွဲတာငါကငါဥစ္စာပြီးတဲ့အခါမှာအဲ့ဒီမှာငါနာမည်တွေငါတိုင်းပြည်ငါလူမျိုးငါဘာသာငါသာသနာအများကြီးလေအစွဲတွေထက်အဲ့ဒီအစွဲတွေကတဲကြီးမဲ့ကြီးဖြစ်လေစိတ်နာလေပဲလွန်ခဲ့တဲ့ကြာပါပြီဒီသဘောတရားပြောပြတာနေတော့ပေါ့ကျွန်တော်အမေရိကကြီးသွားတော့ပြောတယ်အဲ့ဒီစကားလေးနာမည်နဲ့ဂုဏ်သိက္ခာဖေထားတရားတဝက်ရပါတယ်ဒါတော့သိသဘောပေါက်ကြမှာတော့မဟုတ်ဘူးအခုတော့တော်တော်နားလဲကုန်ကြပါနာမည်နဲ့ဂုဏ်သိက္ခာဖယ်လိုက်လို့ရှိရင်တရားကတဝက်လောက်ရတယ်နော်အခုမှပြောတာမဟုတ်ဘူးနော်ဒီစကားကပြောခဲ့တာအချိန်တစ်ပေါင်းလဲကြာပြီအချိန်ကြီးလဲများပြီလူတွေကကြီးနာမည်သိဆွဲတာဂုဏ်သိက္ခာတွေသိဆွဲကြတာဘာကြီးပဲဒါရောက်ပြီးခဲ့တဲ့2024တုန်းကလည်းဒါလေးတွေထည့်ပြောခဲ့တယ်ဂုံတိုင်းငွေတိုင်းပတ်ကာထားကိုဘာနာကိုပိတ်နေကြတာလေဘာမှလည်းမဟုတ်ပဲနဲ့နော်
နာမည်တွေတက်ပြီးတော့ပိတ်တာဟာဝယ်လူကုန်လူရှိတယ်နော်ငွေရှိတယ်ပညာတတ်တယ်ရုပ်ချောတယ်ဟာပစ္စည်းရှိတယ်အများကြီးပေါ့လေအဲ့ဒါတွေနဲ့ပိတ်တာကာရတာတရားကဝင်လို့မရဘူးငါဘာကောင်းကြီးပဲသူကြီးလောက်တာစာတတ်တဲ့လူကလည်းငါစာတတ်ကြီးစာတတ်ပေတတ်ကြီးနော်ပညာတတ်တဲ့လူဉာဏ်ရှိတဲ့သူကအများကြီးအဲ့ဒါတွေနဲ့ပိတ်ထားတာတရားကာတာတတိုင်းကတ်တယ်တရားမှဝင်လို့မရဘူးဒါကြောင့်နာမည်နဲ့ဂုဏ်သိက္ခာဖယ်ထားတဝက်တရားတဝက်ရပါတယ်ဆိုတာဒါပြောခဲ့တာကြာပြီအခုမှမဟုတ်ဒါကြာဘူးတဲ့သူတွေကုန်သိတယ်သူတို့လည်းစားသိနားလဲဒီမှာနားလဲမယ်ဒါပေမဲ့နောက်ပိုင်းဒါလေးဖယ်ပြီးလှုပ်ကြည့်တယ်ဒါအင်မတန်သိက္ခာအဆင်ပြေတယ်ဆိုတာသူတို့တွေ့ရတယ်တရားတဝက်ဝင်လာတာအဲ့ဒါတဝက်တီးကိုရောက်သွားတာဒါဟိုဒီသေးအနေနဲ့ရှင်းပြလို့ရအသေးစိတ်တွေဆောက်ပြောရင်ရအများကြီးပေါ့ကြဲတော့အခုပြောတဲ့ဒီစိတ်ကောက်ဘာဖြစ်လို့ကောက်လဲစွဲကြောင်ကောက်တာတခုခုသွားဆွဲတယ်ပုဂ္ဂိုလ်ဆွဲမယ်ပစ္စည်းဆွဲမယ်ကိုယ်ကိုဆွဲမယ်ခုနယာရုဆွဲမယ်ဂုံဆွဲမယ်ဆွဲခြင်းကဆွဲရအဲ့ဒီဆွဲလေးနဲ့အထိမခံနိုင်ရအဲ့ဒီနေရာမှာသွားပြောမိဆိုမိလိုက်ရင်စိတ်ကောက်တယ်ဖြစ်အကျင့်ဆွဲတဲ့သူတွေကဒါတော်တော်များတယ်အကျင့်ဆွဲပြီးတော့အထိမခံနိုင်တာတော်တော်များတယ်ဒါအောင်ဘုရားတရားထဲမှာလူတွေကနော်ရုပ်ရည်နဲ့ဟန်ပန်ဟန်ဆောင်မဆောင်နေတဲ့လူကိုသဘောကျလိုက်တာအဲ့ဒါ50လောက်လိုက်ကြတယ်တရားမှာ50အမှန်နဲ့အပြောနော်ကောင်းကြီးလောင်ပြောအဲ့လိုတဘိုးလိမ့်ပြောင်ပြောအပြောကောင်းရင်အဲ့ဒါလေလိုက်တာပဲတဲ့85လောက်ကိုလိုက်တည်တာဆွဲတယ်ခေါ်တော့ရုပ်ဆွဲတာနဲ့အပြောနဲ့အတန်ဆွဲတာနဲ့အကျင့်ကြတော့90လောက်ကိုလိုက်တာတဲ့တရားမှာ90လောက်ကအကျင့်ကောင်းပါတယ်နော်ဒီဘုရားအကျင့်ကောင်းပါတယ်ထူးထူးခြားခြားကျင့်နိုင်ပါတယ်အဲ့ဒီအကျင့်ကိုအထင်ကြီးတာအထင်ကြီးပြီးဆွဲတာအဲ့ဒါ90လောက်လိုက်တယ်အဲ့ဒီ3ခုလုံးကတရားထဲမှာတခုမှမပေါ့ဓမ္မစိတ်မှန်တဲ့ဓမ္မကိုတော့တကယ်ရာဂိုင်နှုန်းအပြင်အပုံတသိန်းမှာတပုံတော့ပဲတဲ့နော်တသိန်းတယောက်ပဲတဲ့ဒီလိုချိုးချသွားတာဟုတ်လားလောကမှာဖြစ်နေတဲ့သဘောတရားကိုရေပုံရညီပေါ်ဖြန့်ပြခြင်းချိုးချသွားတာအဲ့တော့အဲ့ဒါတွေကဦးဇင်းတို့မြင်နေကြတာနော်သူကိုဒီနောက်လိုက်နေကြတာဒီကျိုးတိညာလေးရှိလို့နားလေသဘောပေါက်လို့အဲ့တော့ရုပ်ကိုကြော်နိုင်အတန်ကိုကြော်နိုင်ပြောကိုကြော်နိုင်ဒီကျင့်ကိုကြော်နိုင်ရင်တော့အဲ့ဒါတရားနဲ့တိုးပြီးတာမှပြီးတော့အဲ့လောက်တော့မှရောက်တာမဟုတ်ရင်အဲ့မှာလဲနေကြတာခဏဦးဇင်းတို့ပြောတယ်ဒီအဲ့မှာတရားဝေးလိုက်နာတရားဝေးလိုက်ဟာတရားဟောကောင်းတယ်လေပြောတာပဲဦးဇင်းတို့တငယ်ချင်းဘုန်းကြီးနေရိတ်တာဘုန်းကြီးနေတရားဟောသူတို့နောက်လိုက်ညာတက္ကမကြီးတွေရင်းနှီးနေတဲ့ခါကျတော့သတိပေးသလိုလိုပေါ့သတိပေးသူတို့နားလည်တော့သတိရတရားသဘောပေါ့နားမလဲတော့လေအပြောင်ပြက်စကားမျိုးဖြစ်တာဘုန်းကြီးတရားဟောကောင်းတော့ဗျာသိကောင်းကောင်းဟာဘယ်ပွဲလိုက်တာဘယ်စကမ်းပွဲဘယ်နေရာလိုက်ကောင်းရင်နားလည်ရမှာကိုလို့နားလည်ရင်လည်းဗာလိုက်ရလို့လေလို့အခုတော့တရားကောင်းတယ်လည်းပြောသေးတယ်လိုက်နေရတာလည်းပဲပွဲပေါင်း50တရားဖြစ်နေအဲ့ဒါဘာတရားလဲလို့ဒါရင်းနှီးလို့ပြောတာနော်ခင်လို့ပြောတာတော်တော်စိတ်မဆိုးပါဘူးသဘောတရားအရပြောရင်အဲ့လိုပုဂ္ဂိုလ်တွေကအဘဘပုဂ္ဂိုလ်ခေါ်တယ်မကျွတ်ထိုက်တော့ထုံတယ်တရားတန်ကြပြီးတရားမသိထုံသွားတဲ့ခါကျတော့ထုံပေနဲ့ဆိုတော့ဒါဇာထဲမှာပါအဘဘပုဂ္ဂိုလ်မကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ပြောလို့နားမလဲတော့ဘူးပြောလို့နားမလဲတော့ဘူးသူကအဲ့တော့ဟိုဘက်မှာဆွဲတာတရားကခေါင်းလိုက်တာစိုက်တယ်ဟုတ်တယ်ကောင်းလို့ကြိုက်မှန်းမယ်လေမှန်းရင်ပြီးရင်ပြီးရမယ်လွတ်ကမယ်ချင်းလေးပဲအဲ့တော့ကလိုက်နော်ကောင်းတယ်လည်းပြောသေးတယ်တပွဲလည်းမဟုတ်5ပွဲလည်းမဟုတ်10ပွဲလည်းမဟုတ်ခုနှစ်ရက်စခန်းသွားကြပြန်ပြီ10ရက်စခန်းသွားကြပြန်ပြီ15ရက်သွားကြပြန်ပြီဒါတဲ့ဒီကျဆိုရင်3လလောက်ထိတောက်လျှောက်ပါသေးတယ်
နော်ရက်တရာဆိုတော့3လအဲ့လိုဆိုတော့လုံးနေကြတာပဲကောင်းတယ်လည်းပြောနေတာဟိုသိကောင်းတာတရားဟိုသိကောင်းတာဘာမှလည်းမသိအဲ့ဒါအပြစ်ပြောတာမဟုတ်ဘူးဒါသဘောတရားပြောပြတာတရားကခုနဦးဇင်းတို့ပြောပြသလိုပဲအခွေးတွေကြောင်နေကြည့်လဲတရားပဲကွာပြပင်ကြည့်လဲတရားပဲမိုးရွာလဲတရားဖြစ်မှာပဲနေဘူးလဲတရားဖြစ်မှာပဲအခုနည်းနည်းတော့ပါလာကြပြီဦးဇင်းတို့အခုပြောတဲ့အတန်လေးတွေကြားရင်အဲ့ဒါတွေလိုက်ပြောတာကြားတယ်နော်လိုက်ပြောတာကြားတယ်သူတို့ကတော့ဒီတရားနည်းနည်းပါတော့ယူပြီးတော့လိုက်ပြောကြတာပေါ့ပြောပြီးမဲ့တကယ်မူရင်းအခြေခံစိတ်ဓာတ်ဖြောက်မှတရားနဲ့ပေါင်းမိတာစိတ်ဓာတ်မဖြောက်ရင်တော့တရားကဘလို့မှလေနဲ့ပဲသွားမယ်နော်ဒီတရားကမကပ်ပါဘူးဘယ်ဆရာပဲဖြစ်ဘယ်တစ်ပည့်ပဲဖြစ်ဖြစ်သူစင်းတို့ပြောတဲ့ပုံစံတိုင်းလိုက်ပြောဦးတော့အဲ့ဒီပုံကိုယ်တွေမှာတရားကပ်ရောက်မှုမရှိဘူးလူနည်းနဲ့မှမကပ်ရောက်နိုင်ဘာဖြစ်လို့ဆိုတော့မိန်ပွိုင်ရအဓိကမိန်ပွိုင်ရပါမပါဒီငြိမ်းဖို့အတွက်စိတ်ကိုတစ်ပြောင်းနဲ့ထားသွားမှာသူကမြောက်ခုံနေတယ်လွာလုံယုံဘယ်ရမရဘူးဒီကိစ္စနော်မရနိုင်အဲဒီမှာလူမိုက်နီးတွေကပါသေးတယ်ရှူလိုက်ဆိုင်လိုက်တခါတည်းလူမိုက်ကလူမိုက်လုံးမှာပဲလေလူမိုက်တွေကမိုက်ပြီးတော့ခါတည်းချကွာအသေးခံချကွာဆိုတာမရှိပါဘူးဗုဒ္ဓပြောခဲ့ပြီးသားအသေးခံချရပါမှမရှိဘူးတရားကအခုချနေတာတခါတည်းအသေးခံပြီးလောက်ရမယ်ဆိုလူတွေကအားရကြတယ်ခုနပြောတဲ့အကျင့်ပေါ့အသေးခံပြီးတော့လုံနိုင်တယ်ဆိုတာဘာမှမဆိုင်ဘူးလားနော်အဲ့ဒီအကျင့်ဆွဲသွားတဲ့ပုံကိုယ်တွေကအင်မတန်အန္တရာယ်ကြီးတယ်ဒါလည်းပဲဦးဇင်းတို့ဖြည့်ရှင်းပေးထားတယ်အတိအကျကိုဖြည့်ရှင်းထားတာနားမကြားကြလို့လားသင်္သာဝတိ5ဦးကအကျင့်ဆွဲပြီးတော့ဘုရားကိုစိတ်ကောက်သွားတဲ့အခါမှာဘုရားကတော့ဉာဏ်ပညာသမားလေးမေတ္တာထားတယ်ပညာနဲ့ပြောတယ်တရားသိသွားတဲ့အချိန်ခါမှာမေတ္တာထားတယ်လေသင်္သာဝတိ5ဦးကကျေးဇူးရှိတယ်သူတို့ကဒေါတဲ့တောင်ထဲမှာနေတော့ကိလေသာတွေကလည်းဒီကာမဂုဏ်အာယုန်တွေကလည်းကင်းဝေးနေကြပြီအတွေ့အကြုံတွေကလည်းရင့်နေကြပြီစိတ်ဓာတ်အသေးရွယ်လည်းကြီးရင်းနေကြပြီအာယုန်တွေကလည်းနည်းနေကြပြီဆိုပြီးတော့အဲ့မှာတရားဟောတာသူတို့ဟောတာဟောတဲ့အခါကျတော့ဓမ္မစကြာတရားဟောတော့သင်္သာဝတိ5ဦးလည်းကျွတ်တန်းဝင်သွားတာအဲ့တော့ကျွတ်တန်းဝင်သွားတဲ့ဆိုတဲ့စကားကစဉ်းစားကြည့်ဘာကျွတ်တာလဲဆိုသူတို့အကျင့်တွေကျွတ်သွားတာလေဘာအကျင့်မှမရှိဘူးဘယ်လိုလုပ်ကျင့်တော့မလဲနားလည်သွားမှာပဲနားလည်သွားပြီဆိုတော့လောက်ချင်မလို့တော့ဘူးလေသာမဝဲအောင်သွားပြီသာမဝဲတွေပြီးသွားပြီကျောင်းပြီးသွားပြီတန်းပြီးသွားပြီဘာသာပြီးသွားပြီကုန်ပြီးသွားပြီဒါထဲမှာလည်းတိုက်ရိုက်ပဲကတံကရဏီယံပြုဝဲကိစ္စကိုကတံပြုလုပ်ပြီးပြီတဲ့နာပရံဣဋ္ဌထာယာတိအဖိညာတိဣဋ္ဌထာယာနောက်ထပ်တစ်ခါပြုလုပ်ခြင်းကြုံကမလိုတော့ဘူးတဲ့အဲ့တော့မလိုတော့အဖိညာတိသိပြီတဲ့ဘာမှလုပ်ကြမလိုတော့ဘူးတဲ့အဲ့ဒီအဆင့်ဟာရှိတယ်ဒါအတိအကျပဲဒါအဲ့ဒီအဆင့်ရောက်အောင်ကိုလည်းရောက်သူများလည်းပို့ပါမှာဒါမှတရားစစ်တရားမှန်ဖြစ်လာချာလဲလဲနာဟိုနားလဲလိုက်ဒီနားလဲလိုက်ဟိုမြို့သွားလိုက်ဒီမြို့သွားလိုက်ပြီးတဲ့အခါမှာဟိုနေရာကျောင်းထောင်ဒီနေရာကျောင်းထောင်ဟိုစုဖွဲ့ဒီအုပ်စုဖွဲ့ဒါကပြီးခဲ့တဲ့ချိန်ကပြောခဲ့တဲ့သင်္ခါရဆိုသင်္ခတနိဗ္ဗာန်နဲ့တခြားစီပဲဟိုတုန်းကတော့ပြင်းပြင်းထန်ထန်ကြီးပြောခဲ့ပူပါတယ်နော်စုစားချက်ကားဆိုတာစုပြီးစားကြတာလေပြီးရင်ချက်ကားဆိုတာချက်နိုင်တယ်များချက်ကားနိုင်တယ်များကားကြတယ်အဲ့ဒါမှသဘောတရားအဖြစ်ကြည့်ရင်ဒါပဲတွေ့ရစုစားချက်ကားဝိုင်းစုပြီးစားကြတယ်ပြီးရင်ချက်ကားနဲ့အဲ့လိုသွားကြတာဂိုင်းဆရာကြီးတွေအဓိပတိတွေဂိုင်းချုပ်ကြီးတွေဖြစ်လို့အခါဒီသဘာဝတရားအနေနဲ့တရားစစ်တရားမှန်နေနဲ့ကြည့်ရင်ထောက်ပြဘူးတယ်ကျွန်တော်မြို့မှာအယူမတယောက်ရှိတယ်
ဒီမှာတယောက်ကအထုပ်ပိုးတွေအများကြီးထမ်းတာသူကအဆုတ်ပလုတ်တွေသူတို့တရွတ်ဆွဲပြီးတာနော်ဗီဒီယိုရိုက်ပြီးတော့ဗီဒီယိုကလေးတင်ပြကြည့်ခြင်းနေတယ်အဲ့ဒီပုံမျိုးအဲ့ဒါတကယ်ရှိတာအင်းကြီးတွေလည်းဝတ်ထားတာ2ထပ်3ထပ်4 5ထပ်လုံကြီးတွေလည်းအဲ့လိုပြီးရင်ထုပ်ကလည်းအဆုတ်ပြတ်တွေဘာမှသုံးလို့ရတယ်မှန်တာတရွတ်ဆွဲမနိုင်နိုင်ဆိုပြီးပေါ့ရှုပ်ချက်ခတ်လာတူတူပဲအဲ့ဒါပုရုသင်တွေရဲ့သဘောပါရှုပ်နေကြတာအဲ့တမဲ့ရှုပ်ကြတာလူရှုပ်အောင်လုပ်လူတွေနော်ကြော်ညာတွေထုတ်အမျိုးမျိုးဒီအယူတွေအထုပ်ပိုးတွေတိုးလို့တွဲလောက်ဘာမှလည်းသုံးမရဘူးအဲ့ဒါကြည့်တကယ်သုံးမရဘူးပြီးရင်ကြည့်လိုက်တာနဲ့ဒါဘာမှသုံးမရဘာမှလည်းတိပဲမရှိနော်ပြီးလို့ရှိရင်အဲ့ဒါလှုပ်ရှုပ်ရင်းနဲ့သေသွားကြမှာကြီးပဲဘာမှမဟုတ်ဘဲနဲ့သေသွားမှာဘာရေးချမ်းမှုမှလည်းမရဘာလွတ်လပ်မှုမှလည်းမရအဲ့တော့ဒါကအရှုပ်ကြီးခေါ်တယ်အရှုပ်ဒီထဲမှာမှအဲ့ဒါအမိုက်တွေဟိုလူမိုက်နေရပါသေးတယ်လက်ဝိတ်သမားလိုပဲထိုင်နိုင်လို့ရှိရင်ဒီကနီးကြရင်ဘာဖြစ်တယ်အတိခံသွားနိုင်မဝေဒနာခံနိုင်မသိပဲနဲ့ရှောက်ပြောလက်ဝိတ်သမားတွေလိုပေါ့လေ့ကျင့်ထိုးခံနိုင်ရင်ထိုးခံနိုင်တော့တဲ့ထိုးမနာဘူးဟောနာပြီးမဲ့လည်းနာခံနိုင်တယ်ဟောဒါပဲထိုင်မှများရင်ထိုင်နိုင်တာပဲဘာမှမထူဘလို့ထိုင်နော်အဲ့ဒါထိုင်မှများလို့ထိုင်နိုင်သွားတာနေသားကျသွားတယ်လို့ပြောတာတရားရတယ်ထင်နေကြတာကွာအဲ့ဒီလိုတီးခတ်နိုင်ရင်ပဲဝေဒနာကြော်ပြီးလျှောက်ပြောဝေဒနာဆိုတာလောလို့လွာလို့ရတယ်လည်းမဟုတ်ဝေဒနာချိန်သွားတာပဲရှိတယ်ဒုက္ခဒုက္ခနဲ့ဥပိ္ပခာကိုချိန်သွားတာသူကစိတ်ဖြစ်တိုင်းဝေဒနာဆိုတာဖြစ်တာအဲ့တော့စိတ်ကမတုံလို့ပဲနဲ့ဝေဒနာဒုက္ခဒုက္ခဝေဒနာတွေကိုစိတ်ကနားလည်ပြီးတော့ဥပိ္ပခာဘယ်မလိုက်တော့ပဲနဲ့စိတ်လှုပ်ရှားမှုမရှိတော့ပဲနဲ့ဘာလာဘာမှမထူးဘူးကွာဆိုပြီးဒီလိုဖြစ်သွားတာနော်အဲ့လိုဟိုမှာထိုင်ပြီးတော့နာတာပျောက်သွားတော့အနာခံနိုင်တာကိုပဲသူကဝေဒနာကြော်တယ်ခေါ်တာအဲ့လိုအနာခံနိုင်တဲ့ပုဂ္ဂိုလ်တွေကตายရလဲကြောက်ပျော်နေကြအောင်အဲ့ဒါဒုက္ခဝေဒနာမှာပက်လက်လန့်သွားတယ်ထိုင်လို့ကောင်းလိုက်တာဆိုပြီးတော့ထိုင်လို့ကောင်းကြိုက်တာပဲကြိုက်ရင်ဒုက္ခဝေဒနာဘက်မှာသူကနစ်မြုပ်သွားတာဘုဘကဒုက္ခတော့မခဲရင်မဟုတ်နော်ဇုပေပြီးထိုင်ကြည့်ထိုင်မှများရင်နာပြီးရင်အနာပြောက်သွားတာအိဋ္ဌသဘောရဘာမှမခဲရင်ဘူးဒါအိဋ္ဌသဘောရပြောင်းနေတာပျောက်နေတာပဲပြောင်းနေတာအဲ့တော့တခါတည်းဒူးတွေနာခါတွေနာပြတ်တတ်ထွက်မတတ်ပဲဒါစိတ်ထင်စိတ်ကထင်အဲ့မှာတစ်ချက်တည်းနောက်တစ်ခါတက်နဲ့နောက်ဆုံးမတက်နိုင်တဲ့အချိန်လဲကြလေကြောက်စိတ်ကပြောင်းသွားခန္ဓာကိုယ်ကဒီဟာလေးပြောင်းသွားအမဲအဲ့ဒါတရားရတယ်ထင်တာဘာမှမဟုတ်သိပ္ပံကြီးမှလည်းသူဒေသနာပြုတာရှိတာဒီကနေ့ကျလူတွေကနာနိုင်တယ်တဲ့နော်နာလုံးအကြီးသွားရင်အဲ့ဒီအနာကိုသူတို့မသိတော့ဘူးတဲ့သိပ္ပံမှာရှာထားတာရှိတယ်အနာကနာလုံးအကြီးသွားရင် limit ကျော်သွားတဲ့နေ့တိုင်းနဲ့အဲ့ဒါထုံအောင်မနာတော့ဘူးတဲ့သူဒေသနာပြုတာရှိတယ်အဲ့ဒါမသိတဲ့သူတွေကတော့ခုနမတတ်ဖဲနဲ့ရောင်ဝါးနဲ့လူလဲကြပြီးပြောတာကိုအဟုတ်ကြီးထင်နေတာလေ့လာကြည့်နိဗ္ဗာန်မှာလူဒေသနာပြုတာရှိနောက်တော့ကလူခန္ဓာကိုယ်ကထိုင်နေစိတ်ငြိမ်တာနဲ့တူတိုင်းနဲ့ခန္ဓာကိုယ်ကဟော်မုန်းဓာတ်တွေပြောင်းသွားတာရှိအင်ဒိုဖင်ဓာတ်ဆိုတာမော်ဖိန်းထိုးသလိုပဲသူကမနာတော့ဘူးဆိုတာရှိတယ်ဒါဘာမှခဲနေတာမဟုတ်ပြီးရင်ချက်ချင်းလှုပ်လို့ရတယ်မသိလို့ရှိရင်တော့ခိုင်ပြီးတော့အဲ့ဒီတစ်နှစ်ကြာတော့၎င်းနှစ်နှစ်ကြာတော့၎င်းအဲ့ကြံပြီးရင်ပြီးသွားနိုင်တယ်တစ်လကြာတော့၎င်းနှစ်လကြာတော့၎င်းတကယ်လို့ဒီအကြောင်းလေးတွေပြီးထားရင်အခုပြောအခုထားလောက်ခိုင်းအခုလောက်လို့ရတယ်နော်အဲ့ဒါတွေဟိုးတော့မှဦးဇင်းတို့လေးလာဘူးတယ်လေးလာဘူးတော့တိတယ်တိပဲပဲဒါသုံးမလို့ပြောလည်းမပြောဘူးသူများလည်းမခိုင်းဘူးဘာမှမခဲရင်ဘူးနော်သူထိုင်ကိုယ်တိုင်ရှင်ထိုင်လို့ရတယ်ဘာမှမဟုတ်ဘူးဒါဒီအတိကြတော့မရဘူးအတိကြတော့အခုဦးဇင်းတို့ပြောတဲ့သဘောတရားတွေပြောပါစေအောင်တော့ဒီသဘောတရားမိဖို့ဆိုတာသူ့မှာအဓိက point နေရှိတယ်နော်အဓိက point ရတကယ်နားလည်မှသိတာခုနကတော့ချိတ်ဆက်ပြတယ်စိတ်သက်ပြဘာဖြစ်လို့စိတ်တူလဲစိတ်ကောက်လဲ
ဆွဲကြောင့်သိတ်ကောက်တာစိတ်တူတာတခုခုဆွဲရင်တူတာပဲကောက်တာမဆွဲရင်မတူဘူးမကောက်ဘူးဘာမှဆွဲမရှိရင်ဘာပြောစိတ်တူစရာလည်းမရှိစိတ်ကောက်စရာလည်းမရှိဘူးဒါကြောင့်ခုနတော့ကိုတော့အောင်ကျွန်တော်ပြောခဲ့တယ်နာမည်နဲ့ဂုဏ်သိက္ခာဖယ်ထားတရားတစ်ဝက်လောက်ရောက်အဲ့နာမည်ဂုဏ်သိက္ခာအဆွဲမရှိတဲ့ပုဂ္ဂိုလ်လာပြောဘာမှမခံစားဘာမှမခံစားရတာကောင်းတယ်ပြောလည်းမခံစားဘူးမြောက်ပြောလည်းမခံစားဘူးနှိမ်ချပြောလည်းမခံစားဘူးပြောပြခဲ့ဥပါတယ်လူတယောက်ကကိုယ်လာဆဲတာနဲ့ရှစ်ခိုးတာအတူတူပဲဘာမှမထူဘူးအဲ့မှာဘာဖြစ်လို့များမထူးရတယ်လဲဆိုတဲ့အကြောင်းကိုလည်းပြောပြခဲ့နော်အကြောင်းကဘာလဲဆိုတော့ဆဲတာလည်းပဲလေနဲ့ပေါင်းပြီးအတန်ပြောင်းသွားတာလေအတန်ပြောင်းသွားတာဒီပြညာဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်မယူတာနဲ့တူတယ်သိတော့သိတယ်ဒီဟာဘာမှတကယ်ရှိတာမှမဟုတ်ပဲလို့နားလည်ခဲ့ရင်ဘာမှသိဆိုစရာအဲ့တော့သဘောတရားအပြင်လေနဲ့ပေါင်းပြီးအတန်ပြောင်းသွားတာပုဂ္ဂိုလ်မှမဟုတ်ဒီဘက်စကလုံးကြတော့လေတကယ်ရှိတာမှမဟုတ်ပဲဆိုတော့သိကျင်တော့ဆဲလေဘာမှမဖြစ်ရှင်းဖို့တာလည်းဒီတိုင်းပဲလာရစ်ကိုလည်းအရှင်ဘုရားကြီးညိုလာပါရဲ့ရှင်းဖို့ပါဇက်ကဘလို့ပြောဆဲဆန်တဲ့ရှင်းကိုတန်အတူတူပဲဖြစ်ပုံကရှင်းကိုတဲ့ဆိုတာလေလေကြောင်းပြောင်းလဲသွားတဲ့ရုပ်ပုံစံလေးပဲရှိတယ်နော်လေလေးနဲ့ဒီစိတ်တစားဝါရောစိတ်ကြောင့်ဖြစ်တဲ့လေလေးနဲ့လက်လေးကစုပေါင်းပြီးခေါင်းလေးကညှို့ဖြစ်ဘာမှကိုယ်ယူစရာလည်းမခံစားစရာလည်းမရှိနော်ဟိုတော့ဦးဇင်းတို့ပြောပါတယ်တဲ့တချို့တခါကြီးတွေတကောင်ကြီးတွေဆိုရင်သူတို့ကကြီးညိုလေးစားကြအယူဆွဲရပြင်းထန်တဲ့အခါကျတော့တကယ်အယူသေးပြုတ်တာမထိုင်နိုင်လဲအတင်းထိုင်ရှိဖို့မလုပ်ကြနဲ့မလိုဘူးကိစ္စမရှိဘူးဆိုလည်းမရဘူးနော်ထိုင်တာပြုတ်တာအစားဘုန်းကြီးဆိုယူသေးထိုင်ရမယ်အဲ့ဒီအစွဲကြီးနဲ့တခါတည်းဒုက္ခရောက်ခံပြီးထိုင်လိုက်ကြတာပြောတယ်ဦးဇင်းတို့ကတော့ဒါမေတ္တာထားတာလေမလုပ်ကြနဲ့ခုံလေးနဲ့ထိုင်ရဘာမှဖြစ်ဘူးကိုလည်းဂုဏ်ယူတရားမရှိဘူးသူတို့ဒီလိုလာထိုင်လို့ကိုလည်းဂုဏ်ယူတရားမရှိဘူးတက်တာဘူးပဲအရေးကြီးတယ်အဲ့တော့စိတ်ထဲကတော့ခုပြောတဲ့စိတ်မသက်မသာတော့မဖြစ်ကြစီနဲ့ပေါ့စိတ်ထဲမှာမသက်မသာမဖြစ်ဖို့နဲ့နော်စိတ်ထဲမှာမစော်ကားဖို့ဒါကတော့သူတို့အတွက်ပေါ့စော်ကားလည်းကိစ္စတော့မရှိဘူးစော်ကားသူကိစ္စနဲ့သူကိုအဲ့တော့အဲ့လိုမပြစ်မှာမစော်ကားမိဖို့လောက်ပဲအရေးကြီးတာကျန်တာကတော့သူတင်ကိုယ်တင်ပဲဘာမှမရှိဘူးနော်အဲ့ဒီသဘောတရားတွေနားလည်အောင်လို့လည်းခဏခဏပြောတယ်ဦးဇင်းတို့နေတဲ့အခါမှာတဆင်းနေပြီးနေတယ်ဆိုတာအဲ့ဒီတဆင်းနေနေတာလာကြည့်တဲ့သူရှိသေးတယ်တခါအဲ့ဒါလေးသဘောကျလို့လာကြည့်တယ်လာကြည့်ရလဲတွေ့တာပေါ့ဟုတ်လားမဟုတ်လားဆိုတာလာကြည့်သလားမပြောတတ်ဘူးပေါ့လေဒါပေမဲ့ရိုးသားသားလာတာလည်းဖြစ်ချင်းဖြစ်မှာဒါအရေးမကြီးပါဘူးဒါလေးသဘောကျလို့ခရတဲ့ဆိုပြီးတော့လာတယ်ဒါတော့တွေ့တာပေါ့ဘာများစိတ်ကနော်ခန္ဓာကိုယ်နဲ့စိတ်ကဘာများဒုက္ခရောက်ကြရှိတယ်ဘာမှဒုက္ခရောက်ကြအဲ့တဆင်းမြင့်ထားတဲ့သူတွေဒါဒုက္ခရောက်ကြတာအဲ့တော့ဒီစိတ်ကိုဖြောင်းအောင်ထားဆိုတာဒါပဲစိတ်ထဲမှာလာပြီးဟိုယူဆွဲတွေနဲ့ကိုယ်စိတ်ကိုကိုယ်ကပြန်ခောက်ကြတာနော်သပင်လေးတွေကထွက်လာတာသူ့ဘာသာသူမူရင်းပေါ့လေဒီစားအပြင်ကတော့အဖြောက်မဲ့ထွက်ကြတာတချို့ကြတော့လေကောက်တီကောက်ကိုထွက်တာတော့ရှိတာပေါ့မျိုးဗီဇအပြင်ဒါပေမဲ့လူများတော့သပင်အဖြောက်အဲ့ဒီဖြောက်တော့ကောက်ချင်ကြတယ်သပင်ကောက်တဲ့လူတွေကြည့်တယ်အပူပေးပြီးကောက်ရတာဒီတိုင်းကောက်လို့မရဖေးလေးနဲ့ပူလေးနဲ့ပေးပြီးကောက်တာပြီးလဲပြီးတော့တွန့်ပြီးကောက်ချင်တယ်စိတ်လည်းဒီတိုင်းပဲစိတ်ကသူ့ဘာသာသူလာရင်အေးနေတာဒီလင်တန့်ရှင်းနေတာဒီယုံလေးပဲရှိတာအဲ့ဒီမှာကိလေသာဆိုခုနပြောတဲ့နာမည်တွေထက်ခုံဒိဋ္ဌာတွေထက်တွေ့ကြရာတွေဂုံလျှောက်ထက်အကျင့်တွေထက်ပြီးရင်ငါဘာသူကဘာဆိုပြီးတော့အဲ့ဒီမှာအစွဲကြည့်ရင်ကြီးသလောက်စိတ်ကောက်တော့တာပဲအဲ့တော့စိတ်ကောက်ရင်ကောက်သလောက်လဲတရားကဝေးသွားတော့တာတရားကဝေးသွားတော့တာဒါကြောင့်ဗုဒ္ဓကဒီတရားလုံးကမှစိတ်ထားဖြောက်ဖို့အတွက်ကိုနော်စိတ်ထားဖြောက်ဖို့အတွက်ဖြောက်မှန်ကန်ဖို့အတွက်ကိုအဓိကထားပြီးတော့ဆင့်ပြီးတော့ပြောသွားတာ
စိတ်နဲ့ပတ်သက်လို့ဘုရားဘယ်တော့မှရှော့မတွက်ဘူးပဋ္ဌာန်းဒေသနာတော်မှာအကြောင်းအရာတွေပြောပြတဲ့အခါအခြားအကြောင်းအရာတွေဆိုတခွန်းပဲပြောတာဟေတုပစ္စည်းရောတစ်ချက်တည်းပဲဒါကမူလအရင်းမြစ်အာရမဏပစ္စည်းရောအာယုံကြောင်းတစ်ချက်တည်းပဲပြောတယ်အဓိပတိပစ္စည်းရောကြီးကျယ်တွေဖြစ်ဖို့လောကမှာလည်းပဲကြီးကျယ်တဲ့ဘဝတွေဖြစ်ဖို့အတွက်ဒီအဓိပတိပဲတရားဓမ္မမှာလည်းပဲနော်ကြီးကျယ်တဲ့ဒီမဉ္ဇဉ်ဖူဉ္ဇဉ်နိဗ္ဗာန်ကိုတက်ဖို့အတွက်ကဒီအဓိပတိသဘောတရားပဲနော်အဲ့မှာနောက်စိတ်ပိုင်းနဲ့ပြောလဲပြောပေါ့အနန္တရဆိုပြီးတစ်ချက်ပြောတယ်အဲ့ဒီဟာတဲ့တစ်ခုနဲ့တစ်ခုဈာမမချဘဲနဲ့ဇက်တိုက်သွားနေတာတဲ့တစ်ခုစီသွားပြီမဲ့ဈာမရေလိုပဲတဲ့ရေစည်းသလိုပဲတဲ့ရေဟာစီးနေတော့ရှေ့ရေနောက်ရေဟာတစ်ခုတည်းလို့ထင်ရပြီမဲ့ရှေ့နဲ့နောက်တော့ကွာတယ်တဲ့ကွာပြီမဲ့လည်းပဲတသားတည်းသွားတာစိတ်လည်းဒီတိုင်းပဲရှေ့စိတ်နောက်စိတ်ကရေစည်းသလိုပဲတဲ့နောက်တစ်ခါမီးလေးတွေကြောင်းပြတယ်မီးလေးနဲ့ပြစီမီးရောင်လေးနဲ့ပြတာမီးလေးတွေကြည့်ပါတဲ့မီးထွန်းထားရင်မီးကတရောင်နဲ့ထင်ရပြီမဲ့တဲ့နော်ဒီလောင်စာနဲ့စီကိုလောင်ပြီးတော့မိစာနဲ့စီကိုလောင်ပြီးတော့ရှေ့ကမီးလေးတွေကငြိမ်ပြီးနောက်မီးလေးတွေကဆက်တိုက်ဖြစ်နေတာတဲ့နော်မီးကတစ်ခုနဲ့တစ်ခုကမတူဘူးတဲ့လောင်စာမတူဘူးစီမတူဘူးသူကဒါပေမဲ့လောင်ပြီးတော့အရောင်ထွက်တာလေးကတော့တစ်ဆက်တည်းဖြစ်စိတ်လည်းဒီတိုင်းအဲ့မှာစိတ်နဲ့ပတ်သက်လို့အနန္တရဆိုပြီးတစ်ချက်ပြောပြီးတော့ပေါ်မှာဆိုလို့သမဏန္တရဆိုပြီးတော့နော်သမဏန္တရဆိုပြီးတော့နှစ်ချက်ဆင့်ပြောအတူတူပဲအဓိပ္ပာယ်အတူတူပဲအနန္တရနဲ့သမဏန္တရအဓိပ္ပာယ်အတူတူပဲဒါပေမဲ့ဒီစိတ်ကိုပြောတဲ့အခါမှာပေါ့ဆဆပြောလို့မရဘူးအဲအောင်နှစ်ချက်ဆင့်ပြောသွားတယ်ဒီပြင်စကလုံးတွေသုံးလုံးကတစ်လုံးနဲ့ပဲသုံးသွားတယ်ဒါကြောင့်ဒီစိတ်ဓာတ်ဖြောင်းမှုကိစ္စကြတော့လေနှစ်ချက်ဆင့်ပြောသွားတာဥစုသူဥစုဆိုတာဖြောင်းဖို့ကအင်မတန်ရေးကြီးတယ်နော်အဲ့ဒါပြောပြတယ်အဲ့တော့ဒီမင်္ဂလာတရားတွေထဲမှာတွေ့ရပါတယ်စိတ်ကဖြောင်းပြီးတော့စိတ်ကူးအေးချမ်းနဲ့စိတ်မကောက်တတ်တဲ့သူဆိုရင်အဲ့ဒီမှာမင်္ဂလာတရားထဲမှာပါဠိတစ်ခုပါလေသူဝဆောဆိုတာသူဝဆဆိုတာသောဝဆတတဂုံဆိုတာရှိတယ်ပြောလွယ်ဆိုလွယ်ရှိတာပြောလွယ်ဆိုလွယ်ရှိတာဘာဖြစ်လို့သူတို့ကပြောလွယ်ဆိုလွယ်ရှိတယ်စိတ်ကကျူစင်နှံ့ရှင်အေးချမ်းစိတ်ကောင်းနေတဲ့လူကြဘလို့ပြောနားမလဲတော့တရားပြောလဲနားမထောင်ဘုန်းကြီးပြောလဲနားမထောင်ဖေပြောလဲနားမထောင်မေပြောလဲနားမထောင်စိတ်ဆိုးနေနော်ဟိုလူငယ်သဘာဝတရားနဲ့တရားချစ်ကြကြဆိုစိတ်ကောင်းနေပဲတော့မှနားမထောင်တော့ဘူးအဲ့ဒါကောင်းတာပြောလဲကောင်းမထင်တော့အဲ့ဒါသောသတ္တဂုံပျောက်သွားတယ်ခေါ်တယ်မင်္ဂလာတရားတစ်ခုပြုတ်ထွက်သွားတာပေါ့အဲ့မှာသောသတ္တဂုံဆိုတာကလူဝဆဆိုတာပြောလွယ်ဆိုလွယ်ရှိတာပြောလိုက်ရင်ဟိုနားထောင်တယ်ပြောတဲ့စကားလေးကိုနားထောင်တယ်နားထောင်ပြီးတော့စဉ်းစားတယ်လက်ခံအဲ့တော့အကောင်းပြောရင်လည်းအကောင်းပြောမှန်းသိတာပေါ့ပြောလွယ်ဆိုလွယ်ရှိတယ်ဆိုတာဒါပဲလေးလို့ပြောလိုက်နားလဲသွားတယ်လက်ခံသွားတယ်နားလဲသဘောပေါက်သွားတယ်အဲ့ဒီသောသတ္တဂုံကလည်းအင်မတန်ရေးကြည့်တာတရားတွေမှာဘလောက်ပဲပြောတဲ့ဘက်ကတစ်ဘက်ကနားမထောင်ဘူးနားမလည်ဘူးဆိုရင်အတိတ်ပဲဘာမှမရှိတော့နော်ပြောလဲဆိုလဲမရှိကလန်ကဆန်နဲ့ညင်းဆန်နေလို့ရှိရင်တရားဝင်လို့မရတော့ဘူးပြောတဲ့တိုင်းခတ်ထားတယ်ဆိုတဲ့သဘောပဲတိုင်းပိတ်ထားတာတကားပိတ်ထားဒီအကြောင်းနဲ့ပတ်သက်ပြီးဒါရီအခုမှပြောတာမဟုတ်ပါဘူးဟိုးရှိတွေကလည်းခဏပြောဦးတယ်တရားအကြောင်းပြောရင်ခုခံနေတာနှမျိုးရှိတယ်စာခန္ဓာနဲ့အာခန္ဓာဆိုပြီးတော့ဒီကသဘောတရားပြောရင်စာတွေကဘယ်လိုရှိတာဘယ်မှာဆိုကိုကစာဖတ်ထားတဲ့ပုဂ္ဂိုလ်စာသင်ထားတဲ့ပုဂ္ဂိုလ်စာခန္ဓာခေါ်တယ်သူကအာခန္ဓာဆိုတာကသူတို့မှာတခြားပြောထားတဲ့ပုဂ္ဂိုလ်ရဲ့စကားရှိတယ်တရားတွေရဲ့စကားဒါမှမဟုတ်ဟိုကျင့်ဒီကျင့်နဲ့နော်ဟ
လိုလုပ်ဒီလိုလုပ်ထားတဲ့အကျင့်တွေရှိတယ်ဒီကသဘောတရားပြောရင်အဲ့ဒီအကျင့်တွေဆရာတွေသူများစကားတွေနဲ့အာခံတော့တာဟိုကဒီလိုပြောထားတယ်သူကဒီလိုပြောတယ်ဖြစ်ဒီမှာဘာပြောတယ်ဆိုတာလေးပြောလဲဆိုလိုက်စဉ်းစားကြည့်လိုက်ပါစဉ်းစားကြည့်လိုက်ရင်ချောချောယူယူပဲဦးဇင်းတို့လည်းခဏခဏပြောတယ်မတိနိုင်စရာလည်းဘာမှမပြောဘူးဘုရားကတရားဟောတယ်ဆိုတာလူတွေသိနိုင်လောက်လို့ဟောတာသိနိုင်လောက်တဲ့စကားနဲ့ပဲပြောတာသိအောင်ပြောတာအရှင်းဆုံးပုံစံနဲ့ပြောတယ်အဲ့တော့မသိနိုင်လောက်အောင်ဟိုလောက်ခိုင်းဒီလောက်ခိုင်းတာကြတော့အတင်းကောင်းပေါ်ရွက်ပြီးတော့တဲကြီးမဲကြီးကိုလိုက်ကြတာသိအောင်ပြောသက်သာအောင်ပြောတာကြတော့အတင်းညင်းတာအဲ့ဒါအာခံတယ်ခေါ်တာပေါ့အာခံတယ်ဆိုတာဒီလိုညင်းလို့ဒါစိတ်ဆိုးတာမဟုတ်ဘူးသူတို့စီကိုမရောက်သွားတာသောသတ္တခုံနဲ့မပြည့်စုံဘူးခေါ်သောသတ္တခုံနဲ့မပြည့်စုံတော့တရားကဝင်လာဖို့ခဲရင်တော့အဲ့တော့နစ်နာတာဘယ်လိုနစ်နာလဲဆိုတော့အဲ့တရားလိုက်စားပါတယ်ဆိုပြီးတော့တရားမရရင်ဒါနစ်နာတာပေါ့ကောင်းတယ်ဇောင်းဝဲဖြေတယ်မအောင်ဘူးအဆန်လဲကုန်ချိန်လဲကုန်လူလဲပြင်မှာအဲ့တော့ပြီးတဲ့ခါကျတော့ညီးတယ်ဒီနေ့တော့အလကားဖြစ်သွားပြီအလကားပဲဆိုတာအတူတူပဲတရားလည်းဒီတိုင်းတရားကိုလိုက်ပြီးတော့ကိုဘာမှလည်းမတိုးတက်ဘူးမသိဘူးနားမလဲဘူးမရှင်းဘူးဆိုရင်အလကားဖြစ်သွားတာအလကားဖြစ်သွားတာအဲဒီတော့ဒီပြောတဲ့ထဲမှာအများကြီးတီးစရာတွေအများကြီးပါပါတယ်လူမိုက်နီးဆိုတာရှိတယ်အလဲအကွယ်အသေးအလဲအကွယ်ကျင့်ကြတာလေရှိတယ်ဖြူရှိုက်ပြီးတုံးပြစ်လဲသွားတာလေလေးဖြတ်တဲ့လူကလည်းဖြတ်တာမဟုတ်တာတွေလျှောက်လို့အင်မတန်သနာဖို့ကောင်းတာအဲ့တော့ဒါကလူမိုက်နီးရှိတယ်ခုနပြောတဲ့တရားတွေပြောလိုက်ရင်နားထောင်လိုက်ကြည့်ပါနားထောင်စဉ်းစားပါကိုကောင်းပါတာတွေပဲလူတိုင်းခေါင်းသုံးပါလို့လက်ခဏခဏပြောတယ်ဘသူမှစော်ကားပြီးပြောတာလည်းမဟုတ်ဘသူမှလက်ညှိုးထိုးပြီးပြောတာလည်းမဟုတ်ဘယ်ပုဂ္ဂိုလ်မှလည်းမရည်ရွယ်ဘူးဖြစ်တတ်တဲ့သဘောတွေကြီးပဲပြောပြတာစာခံတတ်တယ်နော်ဟုတ်တယ်သာသမာစာကြီးပဲသွားတာအာခံတယ်ဆိုတာလည်းပဲဟိုကကြားထားဒီကကြားထားဟိုဘုန်းကြီးကပြောဒီဘုန်းကြီးကပြောနောက်တကဟိုကျင့်ဒီကျင့်နဲ့အဲ့ဒါနဲ့ခုခံထားတာခုခံထားတဲ့ခါကျတော့ဒီကသဘောတရားပြောတာမဝင်နိုင်ဘူးဖြစ်တာနောက်ဦးဇင်းတို့ခုပြောတယ်မလားမသိနိုင်တော့အောင်လည်းပြောတာမဟုတ်တကယ်သိအောင်လည်းပြောတာသိအောင်လည်းပြောတာပြောတဲ့အခါမှာဒီမူရင်းစိတ်ဓာတ်ကလေးကိုထဲပြောတယ်ကောင်းစေခြင်းလို့ပြောတာနော်တကယ်ပြောတာကောင်းစေခြင်းလို့ဆိုတာကအဓိကနားထောင်တဲ့သူတွေကောင်းစေခြင်းလို့ဦးဇင်းတို့ကိုယ့်အတွက်ကကိုကအထူးကောင်းစရာဘာမှမရှိဘူးကိုမှနီးဝေးဆိုတာရှိတယ်နီးတဲ့လူတွေကလည်းနီးနေတာပဲဝေးမသွားကြဘူးဝေးတဲ့သူကလည်းဝေးနေတာပဲတိတ်နီးလာတာတော့ရှိခြင်းလည်းရှိမှရှိခြင်းမှလည်းရှိမှာအဲ့တော့နီးတဲ့လူတွေကဝေးမသွားဘူးဆိုတာလည်းသိနေတာအဲ့တော့ဝေးမသွားတော့ဒီမှာထိုက်လျောက်လဲကိုယ့်ဘာသာကိုနေရေးစားရေးထောက်ပံ့တာရှိပြီနောက်ဦးဇင်းတို့ခဏမေးတယ်ဦးဇင်းတို့ဘာလို့လဲဘာမှမလုပ်ဘူးလို့ပြောတယ်ဘာမှမလုပ်တဲ့အတွက်ကြောင့်ဘာလို့မှလည်းပဲလိုက်ချက်စရာအကြောင်းလည်းမရှိဘူးပြီးခဲ့တဲ့ချိန်ကလည်းပြောတယ်ကြောင်းရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်ဟာပဲဖြစ်ပေါ်လာတဲ့ဟာသိပြီးလိုက်ရှာတာမရှိဘူးလိုက်ရမရှာလာခြင်းလာပြီးရင်ကုန်သွားမှာဆိုတာအနိစ္စတဲ့ကုန်ရောက်လိုက်ရှာစရာအကြောင်းမရှိဘူးလာခြင်းလာပဲလာလည်းပဲမတားဘူးလက်ခံတယ်လက်ခံတဲ့ဆိုတာတော့ limit အားလျော်တာပေါ့မလိုအပ်တာတော့လက်မခံဘူးအဲတော့ဒါအနတ္တခေါ်တယ်သူကသူလာတာသူကိစ္စမလာလည်းဘာမှမဖြစ်ဘူးပြီးရင်ကုန်သွားမှာဆိုတာအိဋ္ဌဘယ်သူမှဒါကြီးဖမ်းချုပ်ထားလို့မရဒီခံပုံးတဲ့သဘောတရားလဲကြားပြီးဒါထုတ်မပြောတာပဲရှိတယ်လိုက်လဲရှာစရာအကြောင်းမရှိဘူးဦးဇင်းတို့ပြောဘူးတယ်လက်50လောက်တည်းရက်တယ်ဆိုတာအခုအကြောင်းအားလျော်စွာလေးဒါပြောခွင့်လေးကြုံလို့ပြောပြတယ်ပြောရင်းနဲ့လူလေးကဟိုစုဒီစုတယ်နည်းနည်းများလာတော့လေတစ်ချိန်တစ်ချိန်တစ်ခါပြန်လျှော့ပါတယ်ပြန်လျှော့တဲ့ဆိုတာတက်မဲ့ပယ်ပြစ်တာမဟုတ်
နော်အတိမဖြစ်တဲ့ဟာတွေတော့ခဏဖယ်လိုက်တာပေါ့ဖယ်လိုက်တာဒါပဲဖယ်လိုက်တော့သိများနေတော့များရင်ကိုယ့်ဘာသာကိုဟိုစိတ်ထဲမရှိပေမဲ့ခုနပြောသလိုပဲများတော့တော်တော်များတာပဲလို့ထင်တတ်ကြတယ်နော်တကယ်ကဘယ်လောက်များတကယ်အရေးအတွက်နဲ့အရေးချင်းဆိုတာရှိတယ်ဒီ quality ကြတော့ဒီလောက်လေသိမများပါဘူးခရီးတော့ဒါပြောပြတဲ့အခါမှာကောင်းစေချင်လို့ပြောတယ်ဒါလေးကိုနားထောင်ကြည့်ရတယ်ပညာနဲ့ပြောတာနော်လူမိုက်နီးနဲ့မသုံးဘူးကျွန်တော်လူမိုက်နီးနဲ့လူများကိုပင်မအောင်ဘယ်တော့မှမခိုင်းထိုင်လိုက်ပါလားထားလိုက်ပါလားယူလိုက်ပါလားဆက်လိုက်ပါလားဟိုလှုပ်လိုက်ပါလားဒီလှုပ်လိုက်ပါလားနော်ဟိုခြုံတိုးပါလားဒီခြုံတိုးပါလားဟိုကူအောင်မလားဒီကူအောင်မလားဘယ်တော့မှမပြောဘူးကိုလည်းပဲမလုပ်ဘူးအဲ့တော့လောကကြီးမှာအလင်းနဲ့အမောင်အဖြူမဲ့နော်နေနဲ့ညဆိုတာရှိပြီးသားပဲနေဘက်ကမှန်တယ်လို့ညဘက်လည်းမှန်တာပဲအဖြူကမှန်တယ်လို့အမဲကလည်းမှန်တာပဲသူ့တဘာဝနဲ့သူသွားနေအဲ့တော့ပင်မခံပြီးမှလုပ်လို့ရမယ်ထင်ရင်သွားအဲ့ဒါလည်းဟုတ်တယ်ဒါဆိုရင်အပင်မခံပဲနဲ့ဖြစ်တယ်ဆိုတဲ့နီးလည်းရှိတယ်အဲ့ဒါကိုလက်ခံနိုင်ရအဲ့တော့ကြိုက်တာတော့ရွေးပေါ့ကိုရဲ့အခြေအနေအားလျော်စွာကိုကြိုက်တာရွေးပေါ့ဒီလိုကခုနပြောခဲ့တဲ့အတိုင်းပဲတို့ပိတ်ညင်းတာမကြည့်မနဲ့ဖြစ်ပါမလားဆိုတာမကြည့်ရင်မရပါဘူးဆိုပြီးတော့ခံညင်းတာတွေအများကြီးရှိတယ်နော်အဲ့တော့ပြောပြတာကရှင်းလို့သိရဆိုလည်းပဲဟုတ်တယ်ဒါပေမဲ့အဲ့ဒါကရှည်တယ်ဝေးတယ်ပြင်မှန်းတယ်နော်ဒီထိုင်ထားမပါပဲနဲ့အတိညာနဲ့သွားလို့လည်းရတယ်ဆိုတာဟုတ်တယ်ဒါအတိအကျရှိတာဗုဒ္ဓပြောပြခဲ့တဲ့လမ်းစဉ်တွေထဲမှာအတိအကျပါတယ်သဘာဝကြီးမှလည်းဒီတိုင်းရှိဒါကိုလည်းနားလည်လောက်ဥပမာနဲ့မျိုးမျိုးပေးတယ်ပေးလည်းပဲအခုပြောသလိုပဲနော်နားမထောင်ခေါ်တာသောဝသတ္တကုနားမထောင်ခြင်းဘူးဆိုတာအဲ့ဒါကြောင့်ဒီသဘောတရားကနားထောင်တဲ့ပုံကိုယ်တွေတချို့ပုံကိုယ်တွေရဲ့စိတ်ထဲဝင်မသွားတာရတယ်နော်ရတယ်ဆိုတာဆိုကြပါစို့သမင်းကျက်ရင်ထင်းနဲ့ချက်လို့လည်းရတယ်လျှက်စစ်နဲ့ချက်လို့လည်းရတယ်ထင်းနဲ့ချက်တာတော့မိခိုးတွေထွက်လာမှာပေါ့ဥမာပေါ့ပြီးရင်ရှားပြီးတော့ခက်မှာဥမာတော့လျှက်စစ်နဲ့ချက်တာပေါင်းလေးတဲ့ခလုံးနှိပ်လိုက်လက်ကြည့်ကြကြောင်းမရှိဘူးအော်တိုကျက်သွားမှာလွယ်လေးဒီဘက်မှာဆန်စီပြီးတော့တခါတည်းဟာထူတဲ့ခါကျရင်ငှက်အောင်ငှက်ပြီးပြန်နှအောင်ပဲတခါတည်းလက်နီးနဲ့ခိုင်းအောင်ပူအောင်မီထိုးအောင်မီမုတ်အောင်ရက်တောင်ခတ်မှာအရှုံးနေတာမိခိုးသေးတယ်ပါသေးတယ်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ကြက်တယ်လေဒါအဆင်ပြေတာနောက်ပြီးတော့ဒီမှာဥပမာတွေအများကြီးပြောပြတယ်ဘုသူတာတွေအများကြီးရှိအောင်သိရင်လွယ်အောင်လို့နော်ဒီအလင်းရောင်ပေးတဲ့အခါမှာပြောင်းနိုင်ပြီလို့ကိုကအလင်းရောင်တော့ပေးတယ်ဒါပေမဲ့တဖြည်းဖြည်းကုန်သွားတယ်နော်အပင်မခံပြီးပေးရတာနောက်တစ်ခါလျှက်စစ်မိကြတော့အလင်းရောင်ပေးတယ်ကုန်သွားတာလည်းမဟုတ်မီတာအနေနဲ့တော့ကုန်သွားတာပေါ့ဒါပေမဲ့ဒီမီးလုံးတွေကအလောင်းမခံအောင်အဲ့တော့လူလောကကြီးမှာလည်းအခုဒါနမှုသီလမှုဘာဝနာမှုပေါ့ဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုယ်ခန္ဓာကိုယ်ရေးသူများရေးတွေမှာဒီတိုင်းပဲကိုကအလောင်းခံပြီးတော့လင်းပေးနေတဲ့ပုံကိုယ်တွေလည်းရှိတယ်နော်မလောင်မဲနဲ့လင်းတာလည်းရှိတယ်အဲ့တော့မလောင်မဲနဲ့လင်းတာတော့အကောင်းဆုံးပေါ့အဲ့လိုပုံစံမျိုးနဲ့သွားကြရမှာတော့တချို့ဆိုရင်ဘဝတွေအသေးခံအနစ်နာခံပြီးတော့သူများကောင်းစားရေးအတွက်ဆောင်ရွက်နေတာတွေရှိတယ်သူများကောင်းစားရေးအတွက်ဆောင်နေရအဲ့ဒါအလောင်းခံပြီးလင်းတယ်လို့ခေါ်တယ်တရားမှလည်းဒီတိုင်းပဲသူပြောတဲ့ဒုက္ခရောက်ပြီးတော့မှဒီတရားသဘောသိရတယ်အလောင်းခံပြီးလင်းရတာနဲ့အတူတူပဲအဲ့တော့ကိုအနေထားဘာမှမလျော့ပဲနဲ့မလောင်ပဲနဲ့လင်းတယ်ဆိုရင်တော့ဒါအကောင်းဆုံးပေါ့လျှက်စစ်မီးသီးလေးခလုံးနှိပ်လိုက်မှပွင့်လာမီးသီးလေးအလုံးမပြတ်ဘူးအလင်းရောင်လေးထွက်တယ်ဒါမလောင်ပဲနဲ့လင်းတယ်ခေါ်တာအဲ့တော့ကိုလည်းပဲကိုဘဝတို့ကဘာမှပျက်စီးရင်းစရာမရှိဘူးဘာမှပင်မခက်ခဲစရာလည်းမရှိဘူးတရားသိညာအလင်းလည်းရတယ်ရှိတယ်နော်ဆိုတာလောကသဘောပေါ်မှာသိအောင်လို့ပြောပြတာဒါယူတာမယူတာတော့ဒါတော့သိသူ့သဘောကိုယ်သဘောကတော့အနတ္တရမလို့ဒါလိုက်ပြီးတော့ထိန်းချုပ်လို့တော့မရဘူး
သိဖို့အတွက်ပဲပြောပြရအဲ့တော့အခုပြောတဲ့ကိစ္စမှာဦးဇင်းတို့ပြောပြခဲ့တဲ့ဒါစိတ်ကောင်းကောင်းလေးနဲ့ကြည့်ရင်တွေ့လိမ့်မယ်မေတ္တာနဲ့ပြောတာတကယ်ကောင်းစေခြင်းလို့အေးအေးချမ်းချမ်းပြောတာစကလုံးနေနဲ့မခံနိုင်တဲ့သူကတော့ထိခိုက်တယ်ထင်တာမဟုတ်ဘူးဘယ်သူမှထိခိုက်အောင်ပြောတာမဟုတ်နော်ထိခိုက်အောင်ဘယ်သူမှမပြောဘယ်သူမှလည်းမရည်ရွယ်ဘူးဘယ်သူနာမည်မှလည်းပဲဦးဇင်းတို့အများဖြင့်စိတ်ထဲမှာအခုပြောတဲ့နာမည်နဲ့ဂုဏ်သိက္ခာဖယ်ထားပြီးဖြစ်တဲ့အတွက်ဘယ်သူနာမည်နဲ့ဘယ်သူဂုဏ်သိက္ခာမှလည်းဒီဥမဆိုင်ဒီဥမဆိုင်ဘူးဆိုတာစကားကရိုင်းရိုင်းဟိုမှာထဲမထွက်ဘူးသဘောတရားအနေအချင်းပြောရင်ငါးလေးတွေရှိကြတယ်ငါးဆိုတဲ့တတ္တဝါငါးလေးတွေကအကောင်သေးသေးလေးလဲငါးပဲအကောင်ကြီးကြီးလဲငါးပဲဒါပဲငါးပဲသူကနော်ငါးလေးတွေရေထဲမှာကူးနေတဲ့ငါးလေးတွေရှိတယ်အလှမွေတဲ့ငါးလေးတွေရောချောင်းနဲ့မြောင်းထဲမှာသွားနေတဲ့ငါးရောပင်ထဲမှာသွားနေတဲ့ငါးသူ့ဘာသာသူအစာကြီးလို့အကောင်ကြီးရတော့ငါးကြီးပေါ့သူ့ရဲ့ဗီဇာအပြင်အစာလည်းမစားနိုင်မျိုးဗီဇာအပြင်ပြီးတော့အသေးလေးကလည်းငါးသေးပေါ့ငါးသေးနဲ့ငါးကြီးကဘာထူးလဲငါးအတူတူပဲဒီတိုင်းပဲလူမှလည်းပဲသူ့ဘာသာသူကံဉာဏ်ဝိရိယရှာနိုင်လို့သူ့ဘာသာသူအများကြီးရှိနာမည်ရှိအထာဝရှိခုံလူဝိသေတာရှိဒါလူပဲလေဘာမှမရှာနိုင်မခွေနိုင်လို့သာလာရင်သားတော်ရုံနေတော်ရုံနဲ့ဒါလည်းလူပဲလေငါးပဲလေကောင်းကြီးသေးအဲ့ဒီလိုသဘောပေါက်ရင်အဲ့ဒါသဘောတရားခေါ်တယ်သဘောတရားနားလဲတဲ့လူကဒီတိုင်းပဲသဘောပေါက်တယ်ငါဆိုဘာမှခွဲကြတာမဟုတ်ဘူးငါကြီးသေးငါပဲလူလဲဒီတိုင်းပဲအဲ့တော့ဒီပုဂ္ဂိုလ်တ attva တွေမှာမေတ္တာထားမယ်ဆိုရင်ဒီလူတွေပေါ်လဲပုဂ္ဂိုလ်တ attva လူလဲပုဂ္ဂိုလ်တ attva ခွေးကြောင်ကျက်ငယ်တွေလဲပုဂ္ဂိုလ်တ attva ဒီတော့မေတ္တာထားတယ်အကုန်ထားရတာအကုန်လုံးကောင်းစေခြင်းနဲ့စိတ်ထားအဲ့မှာဟုတ်တယ်ဒါကောင်းစေခြင်းနဲ့စိတ်ထားပြီမဲ့မေတ္တာကဏ္ဍမှာတော့အလုံးတူတူပဲဒါပေမဲ့ပညာကဏ္ဍရောက်လာတဲ့အခါကျတော့တိရစ္ဆာန်တွေကပညာပေးလို့မရဘူးတိရစ္ဆာန်ကြတော့ပညာပေးလို့မရဘူးဘာလို့လဲသူတို့ကသိနိုင်တဲ့ဉာဏ်မရှိဘူးလူကြတော့ပညာပေးလို့ရအဲ့တော့ပညာကန်းကြတော့လူကိုပဲပြောလို့ရတယ်လူဝတ္တပညာစကားပြောလို့ရတာအဲ့တော့ဒါလူတွေကိုပဲဦးဇင်းတို့ကဒါဒီပညာနဲ့ပတ်သက်တော့ပြောတဲ့မပြောတဲ့ကြတော့လူကိုပဲပြောသွားတယ်တရိစ္ဆာန်ကြတော့ပြောလို့မရဘာမှလည်းဆောင်ရွက်ပေးလို့မရခုနပြောတဲ့စာအုပ်နေကြီးလေးမှာကောင်းအောင်လို့အထားကြီးတယောက်လေးပဲအကူအညီပေးလို့ရတယ်တရိစ္ဆာန်နေခုကျောင်းသားမှာခုနပြောတဲ့ကြောင်ကအကောင်၃ကောင်ပေါ့အခုတစ်ကောင်သေးသွားနှစ်ကောင်ကျန်ပေမဲ့ကျောင်းမကြီးကမရှိတော့ဘူးပြန်မလာတော့ဘူးအဲ့နှစ်ကောင်ကျွေးထားအဲ့တော့အဲ့ဒီမှာဘာထူးလဲဆိုတော့နောက်ထပ်နှစ်ကောင်နဲ့နောက်ထပ်ကျောင်းပေါက်လေးနှစ်ကောင်နဲ့ကျောင်းမကြီးတစ်ကောင်ထပ်ရောက်လာဘယ်လိုရောက်လာလဲမသိဘူးအခုပရမထွက်သွားတဲ့ကျောင်းမကြီးအဲ့ဒီကျောင်းလေးနှစ်ကောင်ခေါ်လာပြီးတော့ဘယ်ကခေါ်လာမှလည်းမသိဘူးသူလည်းသူ့သားသမီးထင်လို့လားမသိဘူးခေါ်လာအဲ့တော့ကျောင်းထဲမှာကျောင်းအဆက်လေးမှနေတယ်တော့သွားကြည့်တော့သူတို့နေရာလေးကြည့်တော့တိသွားပုံရတယ်တိသွားတော့ကျောင်းလေးတွေကိုကျောင်းမကြီးကခေါ်ပြီးတော့အပြင်ဘက်မှာဦးဇင်းတို့ပန်းမင်းလေးတွေစိုက်တဲ့ပန်းညံလေးထဲမှာနေတယ်မြေကြီးပေါ်မှာနေတော့မြေကြီးပေါ်မှာတိရွက်လေးတွေတိရွက်6လေးတွေနဲ့နေတဲ့ခါကျတော့ချင်းကိုက်ပါကိုက်နေအောက်ကလည်းတမန်တလင်းပေါ်ကနေတိရွက်အေးတော့မကောင်းပါဘူးဆိုပြီးတော့စက်ကူဘုံလေးသွားချထားပြီးစက်ကူဘုံလေးနှစ်ဘုံလုံးမို့ဒီဘုံလေးတွေထဲမှာဆိုရင်လေကာရမယ်လေလည်းကာကွယ်ရမယ်ချင်းလည်းပဲကိုက်ရောက်သက်သာမယ်ဆိုသွားထားတာဒါပေမဲ့တရိစ္ဆာန်မှမတိတတ်ဘူးလေကောင်းစေခြင်းလို့မေတ္တာထားလဲသူတို့ကမဝင်ဘူးမနေဘူးမနေပေမဲ့ဦးဇင်းတို့ခုနပြောတဲ့စိတ်ရှိတယ်လေစိတ်ရှိတယ်ဒါအစာလေးသွားကျွေးပြီးဒါပေမဲ့အခုတော့ဘုံနဲ့ရောက်ပြီးတော့သူတို့လည်းနည်းနည်းလေးချမ်းသာအောင်နေသွားရှာတာပေါ့အဲဆိုလိုတာဒါမေတ္တာထားတာလေမေတ္တာထားသူတို့စကားအနေနဲ့ပြောလို့မရဘူးစိတ်ဓာတ်နေအားဖြင့်ဒါမေတ္တာဓာတ်နဲ့သွားတာအဲ့တော့အဲ့လိုသွားတိုင်းလည်းနားလဲသလားဆိုတော့နားမလဲဘာဖြစ်လို့နားမလဲဆိုတော့တရိစ္ဆာန်မလို့သူကလူတွေမှာအာသာချက်ကြတော့အင်မတန်အဲ့ဒါအာသာချက်ရှိတယ်
လူကြတော့ဦးဇင်းတို့ခဏခဏပြောဦးတယ်လေတိုက်ရိုက်ပြောတာမဟုတ်ပဲနဲ့မျက်စာပြပြလိုက်ရင်တော့သူတို့ကသိတယ်နော်တဲ့ပြောတာမဟုတ်ဘဲနဲ့ဝိပြောလိုက်လဲမဲဒါတို့ပြောတာကွာဆိုပြီးတော့နားလေတယ်နော်နားလဲနိုင်တဲ့ဉာဏ်ဉာဏ်တွေရှိတယ်ဒါကြောင့်မလို့မေတ္တာကံမှာပုဂ္ဂိုလ်တ attva မရွေးပို့လို့ရပြီမဲ့ထားလို့ရပြီမဲ့ပညာကံကြတော့လူလောက်ပဲပညာပေးလို့ရတာနော်လူပြီးသားတော့မှသာပညာပေးလို့ရတာဟိုစကားပြောရင်တော့လူမှနားလေတာဆိုတာပေါ့အဲ့တော့လူတွေကနားလည်နိုင်တဲ့အရေးသွေးရှိတဲ့အတွက်ကြောင့်ဒါလည်းခဏခဏပြောတယ်ကိုတော့ကိုလျှော့မတွက်ကြနဲ့နော်ဗုဒ္ဓပြောခဲ့တဲ့အတိုင်းအတ္တယတနာနာတော့ကိုဘာသာကိုတင်ထားတယ်တင်ထားဆိုတာမာနနဲ့တင်ထားတာမဟုတ်ဘူးသူကအကောင်းကိုသိနိုင်တဲ့ဘဝရနေကြတာမို့လို့ကောင်းတာမှန်သမျှသိလို့ရတဲ့ဘဝအဲ့တော့ခញ្ញညံ့တော့ကိုဘာသာကိုမတွက်ကြနဲ့နော်မသိလို့ရှိရင်လူတွေကကိုအခြေအနေကိုနားမလည်ခဲ့ရင်နော်ကိုအတန်းစားခေါ်တာပေါ့အတန်းစားဆိုတာကိုကဉာဏ်ရှိတဲ့အတန်းစားပဲမဲ့ကိုဉာဏ်ကထုံးမသုံးမဲ့နဲ့ဉာဏ်တုံးတဲ့ဘဝဖြစ်တတ်ကြတယ်နော်သူများပြောတဲ့အတိုင်းပဲအဲ့ဒါနားထောင်နားယောင်ပြီးရင်သူများခိုင်းတဲ့အတိုင်းလုပ်ကိုကောင်းမသုံးတော့ဘူးလေတကယ်ကနော်ဘဒုကိုမှကိုကသွားပြီးတော့အောက်ကြခံရအကြောင်းမရှိဘူးဘယ်ဘုန်းကြီးပဲဖရာစီမှာသွားအောက်ကြခံရအကြောင်းမရှိဘူးသို့တော့လေ့လာမယ်နီးယူပါမယ်ယူလို့ရတယ်ယူလို့ရနိုင်တော့တဲ့အသိဉာဏ်လူတိုင်းမှာပါပြီးသားဦးဇင်းတို့ပြောပြခဲ့ဘူးတဲ့တတိလူတိုင်းမှာရှိတယ်ဝိရိယကြိုးစားမှုလူတိုင်းမှာပါတာပဲဆိုင်ရာကြိုးစားတတ်ကြတာပဲသမာဓိဆိုတဲ့စိတ်ဝင်စားတာအာယုံတိုက်တာလူတိုင်းရှိတယ်ဉာဏ်နော်ဉာဏ်လေဟိုယူနန်းနေတဲ့သူမဟုတ်ရင်ရှိတာပဲအတွေ့စဉ်းစားတတ်တယ်ဉာဏ်နဲ့တွေ့ပြီးစဉ်းစားတတ်တယ်လူတိုင်းစဉ်းစားတတ်တယ်စဉ်းစားနိုင်တယ်အဲ့ဒါမဲ့ဉာဏ်ရဲ့အစိတ်ပိုင်းကြီးပဲအဲ့ဒါတွေသုံးဆိုရင်မသုံးဘူးမသုံးတော့လည်းမတတ်နိုင်ဘူးပေါ့နော်တကယ်ကလူတိုင်းမှာအဲ့ဒါတတိဝိရိယသမာဓိဉာဏ်တွေ့အဲ့ဒီ၅ခုကရှိပြီးသားကိုရှိတာကိုထုတ်သုံးရုံပဲအဲ့မှာဘာလို့လဲဆိုတော့သပ္ပုရိသုဘနေတရားခေါ်တဲ့ကောင်းတဲ့ပုဂ္ဂိုလ်နဲ့ကောင်းတဲ့ဆရာသို့မဟုတ်ကောင်းတဲ့စာပေတကယ်နီးမှန်လမ်းမှန်အဲ့ဒါလေးနဲ့တော့တိုးဖို့ရေးကြည့်တယ်အဲ့ဒါနဲ့တိုးသွားရင်တော့ကိုယ်ဉာဏ်သွေးနဲ့ပေါင်းရင်ပေါက်ရောက်သွားတာပဲနော်ဘသူမှနော်ညံ့တဲ့ထဲမှာမပေါ့ဒါပေမဲ့မညံ့ပေမဲ့မသုံးရင်တော့ဒီအတိညာဏ်နဲ့ဒီခုပြောတဲ့မဉဏ်စိတ်ပိုင်းနဲ့အသုံးမပြုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာပြီးခဲ့တဲ့ဟိုးအချိန်ကြီးကကောင်းညံ့ဖြစ်တာစားလာတော့အကောင်းနောက်တော့ညံ့ဆိုဖြစ်သွားအဲ့တော့ညံ့လို့လည်းပဲအဲ့ဒါတကားတဲ့ဟိုမှာခေါင်းပြေးထိုးဒီမှာခေါင်းပြေးထိုးဖြစ်ကုန်ကြတယ်ကိုယ်ခေါင်းမသုံးတော့ကိုယ်ခေါင်းမျိုးသူများနင်းဖို့သွားထိုးပေးလိုက်တော့နော်ဒါနင်းနာအောင်ပြောတာမဟုတ်ဘူးတိတာစေခြင်းလို့ပြီးပြီးတော့လွတ်သွားစမ်းပါစေဆိုတဲ့ဒါတကယ်စေတနာမေတ္တာပညာနဲ့ပြောတာအသိဉာဏ်ရှိပါစေဆိုပြီးတော့နောက်ပြီးတော့ဦးဇင်းတို့ပြောပြတာကနော်မသိပဲနဲ့ပြောရင်မှားတဲ့ဆိုတာဖြစ်နိုင်တယ်မသိပဲနဲ့ပြောရင်မှားတဲ့ဆိုတာဖြစ်နိုင်တယ်သိပြီးတော့မှပြောရင်မမှားဘူးအဲ့လိုမမှားတာကိုလည်းပဲနော်အမှန်တရားကိုလည်းပဲအဲ့ဒါကိုသစ္စာလို့ခေါ်တယ်နော်အမှန်တရားကိုသစ္စာလို့ခေါ်တယ်မှန်တရားကိုဒီလိုသစ္စာလို့ခေါ်တယ်မှန်တာပြောတာဒါကြောင့်တရားအကြောင်းနဲ့ပြောတဲ့အခါမှာအပိုင်း၃ပိုင်းပါတယ်မေတ္တာနဲ့ပြောတာရှိတယ်ပညာနဲ့ပြောတာရှိတယ်သစ္စာနဲ့ပြောတာရှိတယ်ဒါပေမဲ့သစ္စာကဏ္ဍကခုမေတ္တာနဲ့ပညာကလည်း
တရိစ္ဆာန်တွေကိုပညာပေးလို့မရတယ်လို့အတိညာမသုံးတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲပညာကဝင်သွားမှာမဟုတ်နောက်တစ်ခါသစ္စာလည်းဒီတိုင်းပဲသစ္စာမရှိရင်သစ္စာကဘယ်လောက်ပြောမရဘူးသစ္စာရှိရဲ့အခြေခံလေးရှိရင်တော့အဲဒီသစ္စာအကြောင်းကိုပြောရင်ရသွားမယ်နော်ဒါသူ့ရဲ့ချိတ်ဆက်မှုပဲတခါအလူတစ်ခုကပြင်ပြီးတော့အမှလူလာကြတဲ့လူတွေပေါ့အဲဒီမှာမေးစရာရှိရင်လည်းမေးပါဆိုတော့မေးတယ်ဒီမှာတယောက်ကမေးတာတော့မဟုတ်ရင်မရတဲ့သူတွေလည်းခုကမရုပ်ပြည့်နဲ့အဲ့ဒါမေတ္တာပို့ပေးပါပေါ့ဒီဘေးအန္တရာယ်တွေကနေကင်းလို့ရအောင်မေတ္တာပို့ပေးပါဆိုပြီးတော့အဲ့လိုမေတ္တာပို့ဖို့လျှောက်တယ်မေတ္တာပို့ဖို့လျှောက်တော့ဦးဇင်းတို့ကပြောပြတယ်မေတ္တာပို့တာမခဲရင်ဘူးနော်စိတ်ကကောင်းစီခြင်းနဲ့စိတ်လေးထားလိုက်တာရတယ်ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဒါရောက်မရောက်ဆိုတာတော့ကိုယ့်ပုံမူတည်ရဲ့ဦးဇင်းကမေတ္တာနဲ့ကောင်းစီခြင်းနဲ့စိတ်လေးနဲ့စိတ်ကထားပြီးတော့အာယုံပြုပေမဲ့ကိုယ့်ဘက်ကနော်အဲ့ဒီမေတ္တာအဖို့ခံရတဲ့သူကဒေါသထွက်နေတာတို့စိတ်ကတခြားရောက်နေတာတို့ဆိုရင်အဲ့ဒါကြတော့ရောက်မှာမဟုတ်ဘူးနော်လို့ဒီဘက်ကအေးချမ်းတဲ့စိတ်နဲ့ကောင်းစီခြင်းတဲ့စိတ်နဲ့စိတ်လေးနဲ့စိတ်နဲ့လွတ်လိုက်ပေမဲ့ဟိုဘက်ကစိတ်ကဟိုတွေးဒီတွေးဟိုရောက်ဒီရောက်ဆိုရင်သူ့စိတ်ကဒီအာယုံမရောက်ပဲဒီအာယုံမရောက်တော့ဒါချိတ်ဆက်ဖို့မလွယ်ဘူးနောက်တစ်ချက်ဒီဘက်ကအေးချမ်းတဲ့စိတ်နဲ့မေတ္တာပို့တာဟိုဘက်ကဒေါသတွေတောကတွေဖြစ်နေတယ်မဝင်နိုင်ဘူးလေလို့အဲ့တော့မေတ္တာပို့ရတာတော့မခဲရင်ဘူးကိုယ်ဘက်ကလည်းစိတ်လေးအေးချမ်းချမ်းနဲ့ကလောကလုံးပေါ်ကောင်းစေခြင်းနဲ့စိတ်လေးထားရင်တော့အဲ့ဒါမှသွားချိတ်မိမှာပဲဒီတိုင်းပဲပညာလည်းဒီတိုင်းပဲဦးဇင်းတို့ခုအသိဉာဏ်ပညာနဲ့ပြောတယ်သိစေခြင်းလို့ပြောတယ်အကွာငင်းဆန်နေတယ်တင်းခံနေတယ်ဆိုရင်အဲ့ဒါမှဉာဏ်ရှိပညာဖြစ်အောင်လို့ပြောတာဒေါသဖြစ်တယ်ဆိုရင်မရတော့ဒီပညာမဝင်တော့နောက်တစ်ချက်သစ္စာလည်းဒီတိုင်းပဲအမှန်တရားပြောတယ်အမှန်တရားပြောအခုအထင်မှားနေတယ်နော်တွေ့ပြောတဲ့ပုဂ္ဂိုလ်ပေါ်ထင်မှားနေမယ်တော့မှမရောက်ဒီသစ္စာဘယ်တော့မှမရောက်တော့မှန်တာပြောတယ်မှန်တာပြောပေမဲ့သူစိတ်တွေကကိုယ်ထင်မှားနေတာဒါကြောင့်ကျွန်တော်ဒီတရားကြောင့်ပြောတဲ့အခါမှာပြောပြဘူးတယ်ကိစ္စတိုင်းမှာလူတွေဟာအထင်ကလုံးမျိုးထင်တတ်ကြတယ်အထင်ကြီးတာလည်းရှိတယ်အထင်သေးတာလည်းရှိတယ်အထင်မှားတာလည်းရှိတယ်အဲ့ဒီသုံးခုတွေကတစ်ခုခုဖြစ်ကြတာကြီးပဲနော်အဲ့ဒါကိုမကြော်နိုင်မချင်းကဒီသစ္စာဆိုတာမဖြစ်လာဘူးသူကအမှန်တရားဆိုတာကအထင်ကြီးအထင်သေးအထင်မှားတယ်တကူမှမပါဘူးအမှန်တရားကရိုးရိုးသားသားပဲသွားတာအထင်ကြီးတရားလည်းမရှိဘူးအထင်သေးတရားလည်းမရှိအထင်မှားတရားလည်းမရှိဘူးအဲ့ဒီအချိန်ကျတော့မှသစ္စာဆိုတာဖြစ်လာတာနော်သစ္စာဖြစ်ဖို့အတွက်ကနောက်ထပ်စကားလုံးတွေအများကြီးရှိတယ်ဒါပေမဲ့သစ္စာမရှိတဲ့လူကိုသစ္စာအကြောင်းပြောရင်အဲ့ဒီသစ္စာကရောက်ဖို့မရောက်ဘူးဒီတော့ရောက်တဲ့အချိန်ကိုစောင့်ရတယ်။နော်မေတ္တာလည်းဒီတိုင်းပဲ။ဒီဘက်ကဒေါသဖြစ်နေတဲ့အချိန်မေတ္တာကတဲ့သွားပို့လည်းမရောက်ဘူး။ဒါပေမဲ့အေးချမ်းနေတဲ့အချိန်ဆိုမေတ္တာပို့ရင်တော့အဲ့ဒါမှအင်မတန်ချိတ်ဆက်မိတယ်။ခုဘုံပြောသလိုပေါ့ connection မိတယ်ခေါ်တာပေါ့။နော် connection တွေမိတာပေါ့။ frequency တွေတူတာတို့ harmony ဖြစ်တာတို့ဆိုတာအတူတူပဲဦးဇင်းတို့ပြောပြခဲ့တာ။သဘာဝတရားကြီးမှဒီတိုင်းသွားနေတာ။အဲ့တော့ဒီမှာဒီစိတ်ဓာတ်ဖြောင်းမှုဆိုတဲ့ကိစ္စမှာဒါအင်မတန်ရေးကြည့်ပါတယ်လူတိုင်းလည်းစိတ်ကိုဖြောင်းထားတယ်ဘာဖြစ်လို့မဖြောင်းကြလဲဆိုအစွဲတွေကြောင့်မဖြောင်းကြတာလို့ပြောပြီးပြီအဲ့တော့ကိုယ်အစွဲကိုယ့်ဟာဆိုရှာကြည့်ရှာပြီးတော့ဖယ်လိုက်နော်အစွဲဆိုတာကပစ္စည်းစွဲရှိမယ်ပုဂ္ဂိုလ်စွဲရှိမယ်အရှင်းစွဲရှိမယ်နော်အတိတွေအတတ်တွေအစွဲတွေရှိမယ်နောက်ငါစွဲတွေရှိမယ်အများကြီးပဲအဲ့ဒါတွေအဲ့ဒီမှာဘယ်မှာသွားပြီးအစွဲတန်တယ်လဲဆိုတာလမ်းရင်တဖြည်းဖြည်းတော့လျှော့ပြရမှာတစ်ခုပြုတ်နှစ်ခုပြုတ်သုံးခုပြုတ်ဖြုတ်ပါများရင်တဖြည်းဖြည်းလျော့သွားမယ်နည်းသွားမယ်ပါသွားမယ်နော်လျော့နေပါသွားရင်ဒါစိတ်ကဖြောင်းပြူသွားမှာပဲအစွဲမရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်မှာဒီအချိတ်အကောက်တွေဆိုတာမရှိဘူးစိတ်နဲ့နော်ဒီကြောင်းကဒါဗုဒ္ဓဒီဓာရုခန္ဓောပမာဆိုပြီးတော့တစ်တုံကြီးဥပမာနဲ့ဘုရားပြောခဲ့တဲ့တရားထဲမှာပါတယ်ခင်းကမြေကံပေးမှာယဟန်နေနဲ့ထိုင်နေအဲ့မြစ်ထဲကနေပြီးတော့တစ်တုံကြီးမျောလာ
ခင်းကမြစ်တယ်မှာအဲ့ဒါကိုဗုဒ္ဓကတွေ့တဲ့အခါနော်ဗုဒ္ဓတွေ့တဲ့အခါယဟန်တွေကိုပြတယ်ယဟန်တို့တဲ့အဲ့ဒီမှာတစ်တုံကြီးတွေ့လားတဲ့တွေ့ပါတယ်ဗျာတဲ့အဲ့ဒီတစ်တုံကြီးဟာလေတဲ့နော်အချက်ရှိချက်နဲ့လွတ်ကင်းလို့ရှိရင်ပင်လယ်ထဲထိရောက်နိုင်တယ်တဲ့အဲ့တော့အချက်ရှိချက်တွေကတခုခုနဲ့သွားညှိရင်တော့ပင်လယ်ထဲကိုမရောက်ဘူးတဲ့နော်အဲ့ဒီအချက်ရှိချက်တွေမှာဘာတွေပါလဲဆိုတော့ဒီတစ်တုံကဟိုဘက်ကံကိုကတ်မယ်ဒီဘက်ကံကိုကတ်မယ်ဆိုရင်ဟိုဘက်ကံကတ်မယ်ဆိုရင်လည်းပဲကမ်းမှာကတ်နေတဲ့အတွက်ပင်လယ်ထဲမရောက်နိုင်ဘူးပေါ့ဒီဘက်ကံကတ်ရင်လည်းပင်လယ်ထဲမရောက်နိုင်ဘူးရေလယ်မှာတောင်တင်ခဲ့ရင်လည်းပဲပင်လယ်ထဲမရောက်နိုင်ဘူးနောက်တစ်ခါရေလယ်မှာမြုပ်သွားမယ်ဆိုရင်လည်းပဲပင်လယ်ထဲမရောက်နိုင်ဘူးဝဲထဲရောက်သွားမယ်ဆိုဝဲလဲနေတဲ့အတွက်ပင်လယ်ထဲမရောက်နိုင်ဘူးအဲ့တော့လူတွေကတွေ့လို့ဒီတစ်တုံကြီးကောက်ဆယ်လိုက်ရင်လည်းပဲပင်လယ်ထဲမရောက်နိုင်ဘူးနတ်တွေတွေ့လို့ဆယ်လိုက်ရင်လည်းပဲပင်လယ်ထဲမရောက်နိုင်ဘူးနောက်တစ်ခါဒီတစ်တုံကြီးအထဲမှာပုတ်ဆွေးနေရင်လည်းပဲတဲ့ဆွေးနေတဲ့အတွက်ကြောင့်ဒီရေထဲမှာပဲတစားစီနဲ့ပုတ်ပြီးတော့မြုပ်သွားမှာတဲ့ပင်လယ်ထဲမရောက်နိုင်ဘူးလို့ရှင်းချက်ပြောပြတယ်အဲ့တော့ဒါဘာပြောတာလဲဆိုတော့ဒီလူတွေမှာရှိတဲ့စိတ်ဓာတ်ဟာလည်းဒီတိုင်းပဲစိတ်ဓာတ်ငြိမ်းချမ်းမှုဆိုတဲ့နိဗ္ဗာန်ဒါပင်လေနိဗ္ဗာန်ဆိုတဲ့လွတ်မြောက်ရာအဲ့ဒီကိုစိတ်ရဲ့ငြိမ်းချမ်းလွတ်မြောက်မှုကိုရဖို့အတွက်အချက်ရှိချက်ကကြော်နိုင်မှာတဲ့ချက်ရှိချက်ကဘာလဲဆိုတော့ဒီအပြင်အာယုံလို့ခေါ်တဲ့အစင်းတန်နှံ့ရတာအဲ့ဒါဒီမှာစိတ်ကကတ်နေရင်အဲ့မှာစိတ်ကူစိတ်ညစ်နော်စိတ်ချမ်းသာစိတ်ပျော်နေဆိုရင်စိတ်ငြိမ်းချမ်းမှုမရဘူးတဲ့နိဗ္ဗာန်မရနိုင်ဘူးပေါ့နောက်တော့ကအတွင်းလို့ခေါ်တဲ့နော်အပြင်အာယုံမဟုတ်ဘဲနဲ့အတွင်းခေါ်တဲ့မျက်စိနားနှာခေါင်းရှားဒီအတွင်းအစ္ဆဒယရဏစာသုံးရပြောရင်ပေါ့အဲ့ဒီမှာငါဆွဲနဲ့ကတ်နေရင်လည်းပဲငါမျက်စိငါနားငါနှာခေါင်းဆိုငါမြင်တာငါမျက်စိငါမြင်တာဆိုရင်အဲ့ဒါဆိုရင်လည်းပဲအဆင်မပြေဘူးတဲ့စိတ်ကငြိမ်းချမ်းမှုမရဘူးတဲ့လွတ်မြောက်မှုမရဘူးအဲ့တော့ဒီအသေးစိတ်ကတော့ထားလိုက်တော့နော်ဒါဒီဟာဆိုရင်တရားရှိကြီးဖြစ်တာအဲ့မှာဘာပါလဲဆိုတော့လူဆယ်နတ်ဆယ်ဆိုတဲ့ကိစ္စပါတယ်တစ်တုံကြီးကိုလူတွေကနေဆယ်သွားမယ်ဆိုရင်တဲ့ဒီတစ်တုံဟာပင်လည်းမရောက်နိုင်တော့ဘူးတဲ့အဲ့တော့ဒီမှာလူတွေမှာတဲ့ social လို့ခေါ်တဲ့လူပေါင်းလူတွေနဲ့ပေါင်းပြီးတော့ဟိုပွဲသွင်းဒီပွဲသွင်းစားပွဲတောက်ပွဲဟိုကိစ္စဒီကိစ္စအဲ့ဒီလိုနော်လူတော်တဲ့ရောလူအုပ်ကြီးနဲ့နော်အဲ့လို social နဲ့သွားနေရင်လည်းပဲနိဗ္ဗာန်မဖြစ်နိုင်ဘူးတဲ့အဲ့မှာဗာပြောချင်တာလေဆိုတော့အခုခိတ္တတွေမှာသွားကြတယ်လူအုပ်ကြီးတွေနော်အဲ့ဒါလူဆဲတဲ့ခေါ်တယ်တယောက်နဲ့တယောက်ကြည့်ပြီးတော့အထင်မှားကြတာဒါတရားပဲကွာအထင်မှားတာဒီမှာဒါတရားလောက်တာပဲတရားကအဲ့လိုအုပ်စုကြီးနဲ့လောက်ရတာမဟုတ်ဘူးနော်အုပ်စုကြီးနဲ့လောက်ရင်ဟိုလူကြည့်ဒီလူကြည့်နော်အဲ့လိုကြည့်ပြီးတော့သိခဲ့ရင်နော်အဲ့လိုကြည့်ပြီးတော့ထင်ခဲ့ရင်ဒါအုပ်စုနဲ့သွားတာနော်အုပ်စုနဲ့သွားတဲ့အခါကျတော့လူဆဲတဲ့ခေါ်တယ်နော်ဟိုလူလုံးလိုက်လို့ဒီလူလုံးလိုက်လို့နောက်တော့ကဆရာဘုန်းကြီးရှိမယ်ကမ္မထာနာဆရာရှိမယ်နော်အဲ့ဒီဆရာတွေကလည်းလူတွေပဲအဲ့လူတွေကနေပြောတော့အဲ့ဒီမှာအဲ့ဒီလူတွေမှာပဲအဲ့ဒီပုံကိုယ်တွေမှာပဲအစွဲရရောက်သွားရင်အဲ့ဒါလူဆဲတဲ့ခေါ်တယ်လူချင်းသွားချိတ်တာနော်ဒါလူချင်းသွားချိတ်တာဒီအကြောင်းဦးဇင်းတို့ပြောပြဘူးတယ်အဲ့ဒီလိုချိတ်လို့မရဘူးအဲ့လိုချိတ်ရင်နိဗ္ဗာန်ဆိုတဲ့ငြိမ်းအေးခြင်းသဘောမဖြစ်နိုင်တော့ကလေးတွေဟာဘာမှမသိသေးတဲ့အချိန်ခါမှာစာသင်ကျောင်းသွားပြီးတော့နော်စာသင်ကြမှာပဲကျောင်းသွားရင်ဆရာတွေ့မယ်စာတွေ့မယ်ဒါပဲဆရာကဆွဲစရာလည်းမဟုတ်စာကဆွဲစရာလည်းမဟုတ်ဆရာနဲ့စာဇာမဝဲဖြည့်ပြီးအောင်မြင်မှုရဖို့အတွက်ခုလက်ကလေးပဲအသုံးပြုပါတာပြီးတာနဲ့တပြိုင်နက်ဆရာလည်းနေခဲ့စာလည်းနေခဲ့ဒါပဲတရံမိတရံသွားမယ်နောက်ဆုံးဆရာလည်းမလို့စာလည်းမလို့ဒီတိုင်းပဲအခုတရားရေးရမှာလည်းပဲတရားနားလည်ဖို့အတွက်သိတတ်တဲ့ပုဂ္ဂိုလ်တွေစီကနေသဘောတရားလေ့လာရမယ်စာဥစ္စာပေးလို့ရင်လည်းစာဥစ္စာပေးရနေ
ဒီသာဥစ္စာပေနဲ့ဆရာနဲ့တွဲပြီးတော့တီးတတ်တဲ့ဆရာနဲ့တွဲပြီးတော့နားလည်အောင်လေ့လာမှာလေ့လာလို့နားလည်သွားရင်အဲ့ဒီဆရာဘုန်းကြီးလည်းမလိုဘူးကမ္ဘာနာစီရဆရာလည်းမလိုဘူးစာပိဋကစာတွေလည်းမလိုတော့ဘူးမလိုတော့ဘူးဆိုတာအဲ့ဒီအဆင့်ရောက်မှနော်အထူးမလိုတော့ဘူးလို့ခေါ်တာအထူးမလိုတော့ဘူးလို့ဆိုလိုတာဒီရှိကြစကားအထနာကောက်တယ်အာဆရာမလို့စာမလို့တရားကငါဒီမှာငါရှာလို့ရတယ်ဒီလိုဖြစ်ခြင်းလည်းဖြစ်တတ်ကြတယ်မသိသေးခင်မှာလိုတယ်သိသွားရင်အထူးမလိုတော့တာအထူးမလိုတော့တာအဲ့ဒါရှိတယ်အဲ့ဒီအဆင့်အထိရောက်မှာအဲ့ဒါဆိုရင်လူဆယ်ခြင်းဆိုတဲ့ခန္ဓာကလွတ်သွားမယ်မဟုတ်ရင်တော့လူအုပ်ကြီးနဲ့တို့လူလေးများဆိုသလေးဝေလေးလေးဆိုတဲ့ဟာအဲ့ဒါပဲဒီဇက်လန်လေးတွေကတကယ်ရှိတယ်လေရွာလူတယောက်ဇက်ထဲလိုက်သွား3နှစ်လောက်ကြာတော့ပြန်လာတို့ရွာလူကတော့ဇက်ထဲမှာပြန်ပါလာပြီဒီညတော့ကြည့်ရတော့မှရွာလူတွေအားတက်ပြီးကြည့်ကြတာကြည့်တော့ဘယင်ကန်းလည်းမပါမင်းသားကန်းလည်းမပါမူကြီးမရလည်းမပါဘယ်မှာပါလဲဆိုတော့လူအုပ်ကြီးနဲ့ဘယင်ကမေးတယ်တို့လူလေးများဆိုသလိုဝေလေးလေးဆိုတော့သူအဲ့ထဲမှာပါတယ်အဲ့ပြန်ဖြေတဲ့ဝေလေးလေးအုပ်စုထဲမှာတော့သူကပါတယ်နောက်နာနေကငါတို့ရွာသား3နှစ်တာကြာတော့တဲ့ဝေလေးလေးပဲပါလားဆိုတာအဲ့ဒီလိုသဘောမျိုးပဲဒါနှိမ်ချပြီးပြောတာမဟုတ်ဘူးတကယ်ကိုတရားသဘောမှာလူဆယ်ခြင်းခံရတယ်ဆိုတာအဲ့ဒါပဲလူချင်းအဲ့ဒါစကလုံးနေနဲ့ထောင်ချောက်ဆင်သွားတာဖမ်းချုပ်သွားတာဖမ်းချုပ်သွားတော့အဲ့ဒါဆရာတော်ဘုရားကြီးရတော့ဆရာတော်ဘုရားကြီးဖြစ်သွားတာပဲတပည့်တကာယောဂီများလည်းရာသက်ပံယောဂီများဖြစ်သွားတာဘယ်တော့မှမလွတ်မကျွတ်တော့မလွတ်မကျွတ်တော့ဘူးအဲ့ဒီမှာကြောညာမျိုးနဲ့မဲတီးပြုတ်ပြောင်းတာတော့မပုတ်တာတော့လာအောင်မယ်ဒီတာမပုတ်တာကဒီတရားလုပ်ငန်းလုပ်နေတဲ့ပုဂ္ဂိုလ်မှမဟုတ်ဘူးဘယ်သမထသမားမဆိုပုဂ္ဂိုလ်မဟုတ်ဘူးဘယ်သမထသမားမဆိုတော့ဒီလိုတော့အတိအကျပြောလို့မရဘူးအဲဒီသမထလမ်းစဉ်နဲ့သွားနေတဲ့ဘယ်ဘာသာဝင်မဆိုအဲ့ဒီမှာဖြစ်ရတဲ့အကုန်ရှိတယ်ခရစ်ယာန်မှာလည်းရှိတယ်အစ္စလာမ်မှာလည်းရှိတယ်ဒီလိုမပုတ်တာတွေမသိုးတာတွေနောက်တစ်ခါမတောက်မတင်းတာတွေရှိတယ်တရားမှမလုပ်တာတဲ့ပုဂ္ဂိုလ်တွေမှာလည်းဖြစ်တတ်တယ်ဒါတွေကဒုစမ်းတာမဟုတ်ခန္ဓာကိုယ်ဖြစ်တဲ့ကိစ္စကတရားနဲ့ဘာမှမဆိုင်အဲဒီတော့လူဆဲတယ်ဆိုတာအဲ့ဒါပဲလူချင်းပဲတန်ရောစင်နေဖြစ်ပြီးတော့မကျွတ်နိုင်မလွတ်နိုင်တော့နိဗ္ဗာန်နဲ့အဝေးနော်တကယ်နိဗ္ဗာန်ကိုတကယ်လေ့လာတယ်တကယ်နိဗ္ဗာန်ကိုလူရည်ကျွရည်ရခြင်းတယ်ဆိုရင်တော့အဲ့ဒါတွေကရှောင်မရနောက်နတ်ဆယ်တယ်ဆိုတဲ့ကိစ္စနတ်ကြတော့အတိအကျနဲ့ခက်သွားတယ်နတ်ရဲ့သဘောတော့လူတွေကထင်ကြီးနေပဲသွားကြတာနတ်တွေရဲ့ဘဝကိုထင်ကြီးနေပဲသွားကြတယ်အဲ့တော့နတ်ဆိုတဲ့အကြောင်းကျွန်တော်ရှင်းပြဘူးလေနတ်ဆိုတာနာထအာကိုစရာပုဂ္ဂိုလ်တွေအာကိုစရာပုဂ္ဂိုလ်တွေဒိဗ္ဗအယောင်လင်းနဲ့တောက်ပြောင်တောက်ပတ်မောင်နေနိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့တော့လူလောကမှာလည်းဒီတိုင်းပဲလူတွေမှာကိုယ်ဟာပစ္စည်းဥစ္စာတတ်နိုင်တာတို့ယာတုဒါနန္တရရှိတာတို့အတ္တပညာအတိပညာထူးချွန်တာတို့ဆိုရင်လူများတွေကအာကိုရရင်ဒါနာထအာကိုစရာနှပ်ပဲလူတာမန်တဲ့အဆင့်မြင့်သွားတဲ့ပုဂ္ဂိုလ်တွေပေါ့လူတော့လူပဲဒါပေမဲ့အတိပညာအတ္တပညာပစ္စည်းဥစ္စာယာတုဌာနအဲ့ဒါမြင့်မာသွားတာဒါအာကိုခံလောက်ရင်နတ်စင်နဲ့ဝင်သွားသူတို့ကအဲ့ဒီအတိတကူအတ္တပညာတကူပစ္စည်းဥစ္စာတကူယာတုဌာနတကူတွေနဲ့အချိန်ဝါတွေနဲ့တောက်ပြောင်ဖြစ်သွားရင်ဒိဗ္ဗအယောင်လင်းတွေထွက်တယ်ဆိုတာနတ်စင်နဲ့ဝင်သွားတယ်အဲ့တော့အဲ့လိုနတ်ဆယ်တယ်ဆိုတာကတရားလုပ်ငန်းမှာဒီလိုတောက်ပြောင်ချင်တာတို့ကြီးကျယ်ချင်တာတို့သူများအားကိုးခံတဲ့အခြေအနေမျိုးဖြစ်ချင်တာတို့အဲ့ဒါတွေမျှော်မှန်းပြီးတော့လုပ်ရင်အဲ့ဒါနတ်ဆယ်တယ်ခေါ်တယ်ဒါထဲမှာတော့နတ်ပြည်မျှော်မှန်းပြီးတော့နတ်ပြည်တောင်းတပြီးလုပ်တယ်ပေါ့ခုနသဘောတရားအရပြောရင်ကိုကဒီတရားလုံးမှာဂုံကြီးရှင်ဖြစ်ချင်တာဒါနဲ့သူကြွားချင်တာဝါချင်တာသူများလွှမ်းမိုးချင်တာ
အဲဒီလိုစိတ်ဓာတ်မျိုးနဲ့တရားကိုလေးလာလိုက်စားကြိုးစားမယ်ဆိုရင်ပြီးတဲ့အခါမှာအဲ့ဒီပုံစံအတိုင်းပဲပြန်ပြီးနေမယ်ဆိုရင်ဒါနတ်ဆယ်တယ်ခေါ်တယ်ဒါလည်းနိဗ္ဗာန်နဲ့ဝေးတာပဲအဲ့လိုဘဝလေးနဲ့နေပြီးတော့နေချင်တာကိုသူများထက်ကနေနေချင်တာအကြီးညိုကံအပူဇော်ကံအကရောကံအလေးစားခံပေါ့အဲ့လိုဖြစ်ချင်တာအဲ့ဒါလည်းသတိထားမှာပဲနော်အဲ့ဒါလည်းမငြိမ်းချမ်းခြင်းကိစ္စပဲဘာဖြစ်လို့လဲဆိုတော့ကျိုးကတရားကြောင့်လေးလာဆရာကြီးတိတ်လှုပ်ချင်ကြတာသူများကိုဆရာလှုပ်ချင်ကြတာအချင်းချင်းမေတ္တာနဲ့သတိပေးတာကိစ္စမရှိဘူးဆွေးနွေးတာကိစ္စမျိုးတခါလေကိုကခေါင်းတစ်လုံးသားခြင်းတဲ့သူတွေရှိတယ်နော်ခေါင်းတစ်လုံးသားခြင်းတယ်ဘာမှမဟုတ်ဘူးအဲ့ဒါအခုပြောတဲ့ကိုဟာကိုမြင့်ချင်တာအဆင့်မြင့်ချင်တာအဆင့်နော်အဲ့ဒီအကျင့်ဆိုတာရှိတယ်ပါတတ်တယ်အဲ့ဒါကိုနတ်ဆယ်တယ်လို့ခေါ်တယ်သူကအဲ့ဒီတော့ဘလို့ပါပဲဖြစ်ဖြစ်စိတ်တရားပုံမှန်အပြင်ဆိုရင်တော့ရှင်းနေတာနော်ရှင်းနေတာဖြောက်အောင်နေတာသို့တော့အဲ့ဒီထဲမှာမှယူတွေအကျင့်တွေအစွဲတွေအထင်တွေအမြင်တွေအဲ့ဒါတွေထည့်လာပြီဆိုရင်စိတ်ကကောက်သွားပြီအဲ့တော့အဲ့ဒီနေရာတွေမှာစွဲရင်စွဲသလောက်စိတ်ကောက်တတ်တယ်စိတ်ကမဖြောက်တော့ဒါမှမဟုတ်တရားမှာအဓိကမိန်ချက်ကစိတ်ဓာတ်ဖြောက်မှုကအင်မတန်အရေးကြီးပါတယ်နော်တကယ်ကိုဖြူဖြောက်နေအောင်သွားမှာဖြောက်နေရင်ခရီးတူတယ်ကောက်နေရင်နော်ခရီးရှည်တာပဲအဲ့တော့ဒီ20-25စိတ်ဖြောက်ထားဆိုတာစိတ်ကိုဖြောက်နှောင်းလေးထား20-25တစ်ဖြောက်နဲ့သွားဆိုတစ်ဖြောက်နဲ့ပဲသွားဘယ်မှလက်မရှိနဲ့ဘယ်မှလည်းသွားမဆောင်နဲ့မငဲ့နဲ့ဒီနေ့ပြောတဲ့ဓာတုခန္ဓာပေါ်မှာလည်းပဲဟိုဘက်ကံနေဒီဘက်ကံနေဒီအာယုန်နေအပြင်ပအာယုန်နေကိုအတွင်းဣဇဒခံစားချက်တွေအစွဲလန်းနေပြီးတဲ့အခါမှာခုနပြောတဲ့လူဆယ်နတ်ဆယ်နော်သူများရောင်လို့ရောင်တာတွေပြီးရင်ကိုယ့်ဘာသာကိုသူများထင်ကြီးခံရခြင်းလို့ဆောင်ရွက်တာတွေအဲ့ဒါတွေကိုရှောင်နိုင်တော့မှစိတ်ကလည်းပဲဒါတစ်ဖြောက်နဲ့ခပ်နောက်တန်းတန်းလေးဖြစ်လာနိုင်လိမ့်မယ်အဲ့တော့စိတ်ဖြောက်သွားပြီဆိုရင်လည်းပဲဒီတရားမဝေးတော့ပါဘူးတရားကဖြောက်မလို့ဒီစိတ်ဖြောက်တာနဲ့တရားနဲ့တသားတည်းပဲဖြစ်သွားတာနော်လောကမှာလူကောင်းနေဆိုတာရှိတယ်ကောင်းတဲ့လူကကောင်းတဲ့လူချင်းချင်းပဲသွားပေါင်းမိတယ်ခြားထဲမှာလည်းရှိတယ်သမနေနသမနောဂောနေနဂောနောဆိုတာနွားကနွားချင်းပဲနွားအုပ်စုချင်းပဲနေကြတယ်ဒီသမဏငြိမ်းအေးတဲ့ပုဂ္ဂိုလ်ကလည်းငြိမ်းအေးတဲ့ပုဂ္ဂိုလ်ချင်းချင်းပဲသူကတွဲကြတယ်အဲ့တော့ပြောချင်တာကလူကောင်းကိုပဲချိတ်ဆက်သွားတယ်နော်ကောင်းတဲ့သူကကောင်းတဲ့သူပဲချိတ်ဆက်သွားတယ်အဲ့တော့ကိုကကောင်းမှုပဲရည်ကြည့်တယ်ကိုကောင်းရင်ကောင်းတဲ့သူကလာချိတ်ဆက်တာပဲအဲ့တော့ကိုကကောင်းရင်ဒါနဲ့ကောင်းတဲ့သူတွေကမချိတ်ဆက်ဘူးလို့မထင်နဲ့အဲ့ဒါကနော်ကောင်းတဲ့သူကကောင်းတဲ့သူချင်းချင်းဓာတ်ချင်းတူတော့သူ့ဘာသာသူပဲချိတ်ဆက်တယ်အဲ့တော့ကိုကကောင်းနေဖို့ပဲရည်ကြည့်တယ်ဘုရားပြောခဲ့တဲ့အတ္တယတနာတော့ကိုအကောင်းဆုံးဖြစ်အောင်စိတ်ကိုဖြောင်းဆုံးဖြစ်အောင်ထားအဲ့လိုဖြောင်းတန်းသွားပြီဆိုရင်ဖြောင်းတဲ့ပုဂ္ဂိုလ်ကအလိုလျောက်ပဲချိတ်ဆက်သွားတာအဲ့တော့ဒီနေရာမှာဦးဇင်းတို့တရားသဘောတည်းရဲ့နားလည်ပြီးတော့ချိတ်ဆက်ပုံမှာခုပြောတဲ့ဒီကောင်းတဲ့ဆိုရင်ကောင်းတဲ့အရာကစင်ဆက်သွားတာကိုစိတ်စဉ်းနှန်းနေမှာလည်းပဲဘုရားပြောပြခဲ့တာရှိတယ်ကုသိုလ်ဆိုတဲ့စိတ်စေတနာလေးတစ်ခုဖြစ်ခဲ့ရင်အဲ့ဒီကုသိုလ်မှာနော်အဲ့ဒီကုသိုလ်မှာဇော9ချက်ဆိုတာရှိတယ်ပထမဇောကနေနောက်ထပ်နော်ပထမဇောကနေပြီးတော့တတ္တမဇောအထိ9ချက်ရှိတယ်နော်အဲ့ဒီ9ချက်ကရှေ့ကဇောကနောက်ကဇောကိုအာယုံကျေစုပြုပြီးတော့ဒီလိုသွားတာနော်ဇော9ချိန်ဆိုတာသူ့ဘာသာသူတန်းသွားတာကုသိုလ်ပထမဇောကဒုတိယကုသိုလ်ဒုတိယဇောတတိယဇောဆို9ချိန်အထိသွားအဲ့ဒီတော့ဘာပြောချင်တာလဲဆိုတော့
စက်ဘိန်းတွေမှာဆိုင်ကယ်တွေမှာချင်းကျိုးလေးတွေတွေ့လိမ့်မယ်ချင်းကျိုးလေးတွေဟာဟိုတစ်ပတ်ကလည်းပြောခဲ့တယ်ဆိုတော့ဂွင်းလေးနှစ်ကွင်းနဲ့စို့လေးတစ်ခုနဲ့ချိတ်ပြီးဆွဲတာအဲ့တော့ကုသိုလ်ကကုသိုလ်အတိုင်းပဲတွတ်တူလဲသွားတယ်အကုသိုလ်ကလည်းအကုသိုလ်အတိုင်းလဲသွားတယ်နော်ချင်းကျိုးလေးနဲ့လဲသွားတာအဲ့တော့ဒါဆိုရင်ကိုကကောင်းခဲ့ရင်အဲ့ဒီအတိုင်းပဲချိတ်ကလေးနဲ့ချိတ်ပြီးအကောင်းကြီးပဲချိတ်ပြီးလဲသွားအောင်ဒါကကံတရားအနေနဲ့ပြုလုပ်ချက်မှာကိုကကောင်းခဲ့ရင်အကောင်းကြီးပဲလဲတယ်လို့ပြောတာဒီနေရာမှာအကျိုးပေးတာကြတော့ကံတွေရတာကံချင်းချင်းကောင်းတာချင်းချင်းချိတ်ဆက်ပြီးလဲပြီးအကျိုးပေးတာကြတော့အကျိုးပေးတဲ့ဂွင်းဆက်ကတစ်ခုတတ်တာနော်အကျိုးပေးတဲ့ဂွင်းဆက်ကတစ်ခုတတ်တာအကြောင်းနဲ့အကျိုးဟာကောင်းတာလုပ်တဲ့အတွက်ကောင်းကျိုးပေးတာဟုတ်တယ်ဒါပေမဲ့ကောင်းတာလုပ်တာကကောင်းတဲ့အလုပ်ချင်းပဲသူကချိတ်ဆက်သွားတယ်အခုဆိုကြပါစို့ကောင်းမှုကုသိုလ်လေးတစ်ခုကိုကပြုလုပ်လိုက်တယ်ဆိုရင်အဲ့ဒီကောင်းမှုကုသိုလ်လေးသတိရတဲ့အခါတိုင်းအကောင်းလေးတွေကထပ်ဖြစ်တယ်နောက်တစ်ခါအဲ့ဒီကောင်းမှုကုသိုလ်လေးကနေပြီးတော့တဖြည်းဖြည်းကောင်းတာလေးတွေတိုးလာတယ်ဒါအကောင်းကနေအကောင်းကိုချိတ်ဆက်ပြီးလဲသွားတယ်ခေါ်တာဟုတ်ပြီဒီအကောင်းကအကြောင်းနေနဲ့သူ့အကြောင်းနဲ့တွတ်တူချိတ်ဆက်လဲတာအကျိုးပေးကြတော့ကောင်းတဲ့အကြောင်းကြောင့်ကောင်းတဲ့အကျိုးပေးတာကြတော့တပုံစံဖြစ်သွားတယ်တပုံစံဆိုတာကကောင်းတဲ့အကြောင်းကြောင့်ကောင်းတဲ့အကျိုးကတော့ဖြစ်မှာအသေးချာပဲဘာဥပမာနဲ့ပြောရမလဲဆိုရင်စာကိုကောင်းမှုသင်ထားကြက်ထားရေးထားမှတ်ထားတဲ့ပုဂ္ဂိုလ်ကစာမွေးဖြေတဲ့အခါမှာကောင်းမှုဖြေနိုင်တယ်ကောင်းမှုဖြေနိုင်တော့အောင်သွားတယ်စာမွေးအဲ့တော့စာကိုကောင်းမှုဖြေတာနဲ့စာကိုကောင်းမှုကြက်တယ်သင်တယ်လေ့ကျင့်တယ်ဖြေတာကကုသိုလ်ရဲ့ခွင်းဆက်အကောင်းနေလေသွားတာအဲ့လိုဖြေလိုက်လို့အောင်လို့ကစက်ထွက်လို့အောင်လက်မှတ်တွေရတာစုတွေရတာကအကျိုးပေးနော်ဟိုဘက်ကအကြောင်းကလဲသွားတာကစာမွေးဖြေတဲ့ခန္ဓာအထိအကောင်းနေနဲ့လဲသွားတာနော်ကုသိုလ်ရဲ့သဘောအဲ့တိုင်းကုသိုလ်ကအကောင်းနဲ့လဲသွားရင်သူ့အကြောင်းကတော့သူသွားပြီအကျိုးပေးကြတော့အောင်မြင်မှုရတယ်ဂုဏ်ပြုခံရမှုရတယ်ဆိုတာအကျိုးပေးအဲ့တော့ဟိုဘက်ကကောင်းတဲ့အကြောင်းကြောင့်ဒီဘက်မှာကောင်းတဲ့အကျိုးလေးတွေပြန်လဲပြီးတော့ဖြစ်ပေါ်လာတယ်နော်အဲ့လိုဖြစ်ပေါ်လာရင်ဒါအကျိုးပေးအဲ့တော့အကျိုးပေးတာကြတော့ခုနပြောတဲ့အကြောင်းတစ်ခုတည်းနဲ့တည်းကောင်းတဲ့အကြောင်းရဲ့ချိတ်ဆက်လဲပတ်မှုနဲ့တည်းမရတော့ဘူးအဲ့မှာဘာပါလာလဲဆိုတော့ကာလဒေတာပုဂ္ဂလပါလာတယ်ဆိုရပါစို့ကိုကစာမိုးပဲစာကိုကြက်တယ်ဖြေတယ်ကောင်းမှုဖြေတယ်ဖြေတဲ့အတွက်အမှတ်တွေကလည်းပဲရတယ်အောင်တယ်ကစက်တွေအောင်တယ်နောက်တော့ကဂုဏ်ပြုခံရတဲ့အောင်လက်မှတ်တွေရတယ်ဒီဘက်ကအကျိုးပေးမှာအဲ့ဒီအောင်လက်မှတ်တွေရတာတွေစာမိုးပဲစစ်ပြီးအမှတ်ရတာတွေဂုဏ်ပြုခံရတာတွေကသူများစီကနေရတာကိုယ်အကြောင်းနဲ့မဆိုင်တော့ဘူးကိုယ်စီကထွက်လာတာမဟုတ်တော့ဘူးနော်ဒါပေမဲ့အမှတ်စစ်တဲ့ပုဂ္ဂိုလ်ပါမယ်အမှတ်စစ်တော့အမှတ်ပေးတယ်အမှတ်ပေးတာသူများပေးတာအောင်ပေးတယ်အောင်လက်မှတ်ပေးတယ်သူများပေးတာအောင်စုတဲ့အောင်မြင်တဲ့အတွက်စုတွေကောင်းမွန်တဲ့စုလက်တွေရတယ်ဂုဏ်ပြုတဲ့စုတွေရတယ်နာမည်ကောင်းတွေရတယ်ဆိုတာသူများကပေးတာအဲ့ဒါကအကျိုးတရားအဲ့တော့အကြောင်းတရားကကိုယ့်ဘက်ကရှိပေမဲ့အကျိုးတရားကြတော့ကိုယ့်ဘက်ချမ်းကကာလဆိုတဲ့အချိန်ရဒေတာဆိုတဲ့နေရာရပုဂ္ဂလဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့အဲ့ဓာတွေရဲ့ပါဝင်ပတ်သက်မှုလည်းရှိတယ်တဲ့အဲ့တော့အကြောင်းကကောင်းတယ်အကြောင်းကောင်းတဲ့အတွက်အကျိုးပေးကောင်းမှာတော့သိချတယ်ဒါပေမဲ့အဲ့ဒီအကျိုးပေးမှာအချိန်ကာလကလည်းစကားပြောမယ်နေရာဒေတာကလည်းစကားပြောမယ်ပုဂ္ဂိုလ်ရေးနေရာပြင်လည်းပဲစကားပြောဦးမယ်တဲ့ဆိုလိုတာအကျိုးပေးဖို့အတွက်ကြတော့ကိုကောင်းနိုင်ဒီအကျိုးကချက်ချင်းရောက်လာမလားဆိုတော့မရောက်လာသေးဘူးလို့ဒီလိုဆိုလိုတာနော်ချိတ်ဆက်လေပုံကတော့အကောင်းကြီးပဲချိတ်ဆက်လေသွားမှာအကောင်းကအဆိုးကိုမချိတ်နိုင်ဘူးဒီအကောင်းကနေပြီးတော့ကောင်းကျိုးပေးဖို့အတွက်ကြတော့ဒီဘက်ကချိန်ကျိုးခွင်းဆက်နေတယ်မရတော့ဘူးနော်တခြားတစ်ဖက်ကကာလဆိုတဲ့အချိန်ရဒေတာဆိုတဲ့နေရာပုဂ္ဂလဆိုတဲ့ပုဂ္ဂိုလ်ရအဲ့ဒါလည်းလူသေးတယ်တဲ့နော်ဒီအကြောင်းဦးဇင်းတို့ပြောပြဘူးလေကိုကဘလောက်ကောင်းစေတနာကောင်းတဲ့လူနဲ့မတွေ့ရင်ကိုလည်းဘာမှစားမှာမဟုတ်နော်ကိုကကောင်းတယ်ကောင်းတော့ကိုယ့်ဘာသာကိုကောင်းပြီးတော့
ဟုတ်လားမသိဘူးအခုတော့အကုန်လုံးပြုတ်ထွက်သွားပြီအခု6ယောက်ပဲတွေ့တယ်ထားလိုက်တော့လေအဲ့တိုင်းပဲဒီမှာပြောတဲ့ဟာတော့အတန်ဖမ်းထားတာရှိတယ်အဲ့ဒါတွေပို့ပေးလိုက်မယ်မပြီးသေးလည်းပဲအခုဒီမှာ line ကပြုတ်သွားပြီဆိုတော့ထားလိုက်တော့မယ်လေဒီလောက်ပဲတော့ဒါဆိုလေဒီမှာဒီအခုပြောတဲ့ဟာတွေကအတန်ထဲမှာပါကုန်ဒါပဲတော့ဒါဆို